Okay, okay, okay. Okay ပါနော် Okay, okay. boarding စလုပ်လိုက်မယ်နော် Okay ပါခင်ဗျာ ဟို slide ကလေဒီနေ့ဟိုအပြင်သွားတော့လေကျွန်တော်လုပ် Okay. Okay, okay. ကျေးဇူးတင်ပါတယ်ဟိုဟာလေးဟိုညီလေးဟိုဟာလေးဒီ recording လေးကိုတစ်ချက်လောက်ဟိုဟာလေးဟို store လုပ်ပေးပါနော်ဘာဖြစ်လို့လဲဆိုတော့ဟိုဟာလေးဟိုဒီနေ့ကိုသူရတို့လည်းဒီနေ့သူတို့ May Day နေ့ဆိုတော့လေဟိုလိုပွဲတွေရှိတော့သူတို့လည်းမလာနိုင်ဘူးဖြစ်နေတာသူอ๋อတို့ပြန်ပြီးတော့ဒီ recording လေးတစ်ချက်ပြန်ပို့ပေးချင်တယ်နော်ဒီ file လေးပေါ့နော်ဟုတ်ကဲ့တစ်ပေါ့ချက်လောက်ကျေးဇူးပြုတယ်အဲ့ဒါလေးဟို ပေး recording နဲ့လောက်ထားလိုက်တစ်ချက်လောက်ပြန် share ပေးပါနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါ Okay ကျေးဇူးတင်တယ်ဒါဆိုတော့ကျွန်တော်တို့စရအောင်ပေါ့နော်အစီအစဉ်စပြုဖို့အတွက်မပွင့်စာနဲ့ဆူတောင်းပေးပါနော်လောက်စတောင်းကြပါနော်တရှိမြမြဆုံးလင်း၍သာသမီရောက်ချင်ဒီတိုင်းပေါ်တွင်ထာဝရမြတ်တာနှင့်ချစ်တော်မူသောဖဖျားသခင်ရှေးစွာခရစ်ရှင်နာမတော်ကိုချီးမွမ်းနေအသက်ရှင်ကောင်းမြတ်သောဖျားတကူကြီးသောဖျားတဆူကြီးသောဖျားထာဝရအသက်ရှင်သောဖျားကိုရောဒီကောင်းမြတ်တော်မူ၍ကိုရောရှင်ဖျား၏ခုနတော်သည်တမျိုးသာသမီရောက်ချင်ဒီတိုင်းပေါ်တွင်ထာဝရအစင်မြတ်တည်သောကြောင့်ကိုရောရှင်ဖျား၏ဘုန်းကျေးဇူးတော်ပါကိုချီးမွမ်းပါမြမောက်တော့သူတိုးဝင်ချင်းကတဲ့ခါမှာလေတမျိုးနိုင်ပါရှိတဲ့မစုံမလင်အားနေခြင်းပြည့်တူကြိုက်များဆိုရှိတော့မှမောင်ဝင်ချလေးတောင်းမှမှာကိုရောဒီတမျိုးပြည့်ရှိသမျှကိုကိုရောခွင့်လို့ပေးပြဖျားသခင်ဖြစ်တဲ့အတွက်လေကိုရောရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါ၏ကိုရောဒီနေ့တာလုံးလဲကောင်းမှုစွာနဲ့သွားလာလှုပ်ရှားနေထိုင်သက်ရှင်စားသောက်ခွင့်အရာအားလုံးတဲ့ကိုရောကိုကျေးဇူးတင်တယ်ကိုရောဒီနေ့အသက်ရှင်ရတာကျေးဇူးတော်ကြောင့်ဖြစ်တယ်လို့ကိုရောဒီနေ့အတူတကွမိသားရဖွဲ့ရတွဲဆုံရကိုရောအရာအားလုံးကလည်းကျေးဇူးတော်ကြောင့်ဖြစ်တယ်ကိုရောဒီနေ့တမျိုးဒီညအချိန်မှလည်းဖျားသခင်ဆက်လက်ပြီးတော့မှကိုရောဒီနှုတ်ဘတ်တော့တူတကွလေးလာစင်ကြမှာဖြစ်တယ်ဝေငါတက်တိခံမဲ့ဆရာစောကျွန်ပေါ်မှာလည်းဖျားသခင်ဝိညာဉ်တော်ဖျားတို့ထိပြီးတော့မှဖျားသခင်နှုတ်ရှာပါဇက်ပေါ်မှာကိုရောဘေးသိသွန်းလောင်းတော်မူပါကောင်းချီးပေးတော်မူပါခံယူတိဆောက်ကြမဲ့တမှုသားသမီးအရောက်ချင်းစီတိုင်းရဲ့အသက်တာတွေလည်းကြားရတော့ထိုနှုတ်ဘတ်တော်အားဖြင့်တိဆောက်တရားနားမလည်နိုင်တဲ့အရာတွေတိုးပြီးနားလည်သိမြင်နိုင်သောအရာတွေဖျားသခင်ဖွင့်ပြတော်မူပါဖျားသခင်ကိုရောဒီနေ့လေလိုင်းဖြင့်ကိုရောဒီနေ့ Wi-Fi နေနဲ့ကိုရောသမီးတို့Zoom အားဖြင့်ကိုရောပြုလုပ်မှာဖြစ်တဲ့အတွက်ကိုရော internet line နေကောင်းမွန်ဖို့လေဖျားသခင်ယုံကြည်ခြင်းဖြင့်ကိုရောတောင်းလျှောက်တယ်ဖျားသခင်အစမှအဆုံးနိုင်ကိုရောအတူပါရှိပြီးတော့မှကောင်းချီးပေးပါကျေးဇူးတော်ကိုချီးမွမ်းယေရှုဖျား၏မြတ်သောနာမကိုမြည်ပြု၍လုံးယူသည်လေးမြတ်စွာဖြင့်ဆုတောင်းဆက်ကပ်ပြီးတော့မှအစပြုပါ၏ပါမြတ်စွာသောဖျားသခင်အာမင်အာမင်ကျေးဇူးတင်တယ်ကျွန်တော်ပထမတစ်ချက်ကျွန်တော်လည်း share ပေးချင်တယ်နော်ဆိုတော့ဒီနေ့ကျွန်တော်တို့လေ့လာမယ့်အရာကတော့ဘာသာစကားပေါ့နော်ဒီနေ့ကျွန်တော်တို့ဘာသာစကားလေ့လာသွားမှာဖြစ်တယ်ဆိုတော့ကျမ်းစာထဲမှာဖျားသခင်ဖော်ပြတဲ့ဘာသာစကားဘယ်နှမျိုးရှိလဲဘာသာစကားလို့ပြောတဲ့အခါမှာတော့ကျွန်တော်အဓိကဖော်ပြချင်တာကတော့ဒီနေ့ပေါ့လူတွေဖော်ပြနေတဲ့အကြောင်းအရာထဲမှာရှိတဲ့ဘာသာစကားကိုအဓိကဖော်ပြချင်တာဖြစ်ပါတယ်ဆိုတော့ပရမဘာသာစကားအနေနဲ့ကတော့ထူးခြားသောဘာသာစကားပေါ့ထူးခြားသောဘာသာစကားကိုကျွန်တော်တို့ဘယ်မှာမြင်တွေ့ရလဲဆိုရင်ကျွန်တော်တို့မာကုခန်းကြီး16အငယ်16မှာကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နိုင်ငံကျမ်းစာဖတ်ပြချင်တာဖြစ်တယ်เนาะဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာဒီဘာသာစကားတွေရဲ့ကျမ်းစာထဲမှာဖော်ပြထားတဲ့ဘာသာစကားတွေရဲ့အကြောင်းအရာကဘယ်လိုလဲဆိုတာလေးကိုကျွန်တော်သိဖို့အရေးကြီးတာဖြစ်တယ်ယုံကြည်သောသူတို့၌ဖြစ်အံ့သောနမိတ်လက္ခဏာဟုမူကားငါ၏နာမကိုအမိပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်ကြလက်တတ်ထူးခြားသောဘာသာစကားအမျိုးတို့ကိုထူးခြားသောဘာသာစကားမျိုးတို့ကိုပြောကြလက်တတ်ဆိုတော့ဒီညမှာထူးခြားသောဘာသာစကားဆိုတဲ့စကားလုံးကိုဖော်ပြထားတာဖြစ်ပါတယ်ဆိုတော့ဒီညမှာကျွန်တော်တို့ရဲ့ဒီလေ့လာရမယ့်အရာကတော့ထူးခြားသောဘာသာစကားဆိုတာဘယ်လိုစကားလဲဒါကိုကျွန်တော်ပထမဆုံးဖော်ပြချင်တာဖြစ်ပါတယ်ဆိုတော့ဒီညမှာဖော်ပြထားတဲ့ထူးခြားသောဘာသာစကားဆိုတဲ့စကားလုံးက other tongue ပေါ့ other tongue ကိုပြောတာမဟုတ်ပါဘူး new tongue ဖြစ်တယ်ပေါ့အင်္ဂလိပ်လိုမှာတော့ new tongue ပေါ့ NIV မှာဖော်ပြထားတယ်အင်္ဂလိပ်လိုကတော့ new tongue ပြောချင်တာကအသစ်ဘာသာစကားလို့အသစ်သောစကားလို့လည်းကျွန်တော်တို့မြန်မာလိုတိုက်ရိုက်ဘာသာပြန်လို့ရတာဖြစ်ပါတယ်
ဒါဆိုရင်ဘာကြောင့်ထူးခြားသောဘာသာစကားဆိုတာဘာလဲလို့ကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာတော့ဒီနေ့ဖျားပေါ့ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပါရှင်နဲ့ရှင်သခင်ဖြစ်ယုံကြည်လက်ခံထားသောသူတွေအားလုံးရဲ့အသက်တာထဲမှာထူးခြားတဲ့အသက်တာကိုရရှိတာဖြစ်တယ်။ဘာကြောင့်ဘာထူးခြားတာလဲဆိုရင်ကျွန်တော်တို့ရဲ့အသက်တာကအသစ်သောအသက်တာဖြစ်သွားတယ်။ပြီးတော့မှဖျားသခင်ကျင်းအောင်နဲ့တန်ရှင်တော်ဝိညာဉ်တော်ဖျားကျင်းအောင်နဲ့အသက်တာဖြစ်သွားတဲ့အခါမှာကျွန်တော်တို့အထဲကနေပြီးတော့မှကျွန်တော်တို့ရဲ့ပြောနေကြစကားမျိုးထက်ထူးခြားတဲ့အရာတွေထွက်လာတယ်အဲ့ဒါဘာလဲဆိုတော့တစ်ချိန်ကကျွန်တော်တို့ကသူများပြောသလိုပြောတယ်သူများဆဲသလိုဆဲတယ်သူများတွေရဲ့တဘာမျိုးသားပုံစံမျိုးနဲ့ပေါ့ကျွန်တော်တို့ကအသက်ရှင်တတ်ကြတယ်ဒါပေမဲ့ခရစ်တော်ကိုရတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ဖျားခြင်းအောင်နဲ့သူရဲ့အသက်တာထဲမှာထူးခြားတဲ့ဘာသာစကားအဖြစ်ရလာတာဖြစ်ပါတယ်ဆိုတော့ထူးခြားသောဘာသာစကားကိုဘယ်လိုမျိုးရနိုင်လဲဆိုရင်ဘယ်လိုလူမျိုးတွေရနိုင်လဲဆိုရင်လူဆိုးလည်းမရနိုင်ဘူးလူကောင်းလည်းမရနိုင်ဘူးဘာသာတရားအားလုံးထဲမှာလူဆိုးနဲ့လူကောင်းတော့ရှိတယ်ဘာသာတရားအားလုံးပေါ့ကြိုက်တဲ့ဘာသာမှာနေကြိုက်တဲ့တရားကိုကျင့်ဘာသာတရားထဲမှာလူနှစ်မျိုးပဲရှိတယ်ဘာလူလဲဘာလဲဆိုရင်လူဆိုးနဲ့လူကောင်းဒါပေမဲ့နိကော50ခွန်မှာတော့လူတစ်ကိုဖော်ပြထားတာဖြစ်တယ်လူမီဒီကခရစ်တော်၌ရှိနေအသစ်ပြုပြင်သောတတဝါဖြစ်တယ်။ဟောင်းသောຢာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောຢာတို့သည်အသစ်ဖြစ်ကြတယ်ဆိုတဲ့အတိုင်းပဲထူးခြားသောဘာသာစကားကိုပြောတဲ့သူကဘာသူလဲဆိုရင်တော့ယေရှုခရစ်တော်ဖခင်ကိုမိမိရဲ့ကယ်တင်ပါရှင်နဲ့ရှင်သခင်ဖြစ်ယုံကြည်လက်ခံတော်သူဖြစ်တယ်လို့တော့ချမ်းသာကတိကျဖော်ပြထားတာဖြစ်ပါတယ်။ဒါကြောင့်ထူးခြားသောဘာသာစကားကိုကျွန်တော်တို့ other tongue လို့ဖော်ပြလို့မရဘူး။ထူးခြားသောဘာသာစကားက new tongue ဖြစ်တယ်ပေါ့။အသစ်သောဘာသာစကားပေါ့ကျွန်တော်တို့အဲဒီလိုသုံးလို့လည်းရတာဖြစ်တယ်။တော့လူတစ်ကလူတစ်စကားထွက်တယ်။တော့ထူးခြားသောဘာသာစကားဆိုတာကပြောင်းလဲပြီးတဲ့သူတွေပေါ့လူဟောင်းကနေပြီးတော့မှလူတစ်ကိုပြောင်းလဲလာတဲ့သူတွေရဲ့နှုတ်ကနေထွက်လက်တန့်သောအရာဖြစ်တယ်လို့ဖော်ပြတာဖြစ်ပါတယ်။ဒါကြောင့်ဒီမာကု16ကိုဖတ်လိုက်တဲ့အခါမှာလည်းဟလာမွေကိုကိုက်မယ်စိတ်ကိုတောက်မယ်ဆိုတဲ့ဒီလိုစကားလုံးတွေကသူတို့ရဲ့အနတ္တိပဲအများကြီးရှိတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒါကိုအဓိကဖော်ပြချင်တာမဟုတ်တော့ဘဲねအဲ့မှာပါတယ်ထူးခြားသောဘာသာစကားဆိုတာကဘာကိုဖော်ပြတာလဲဆိုရင်တော့ဖယားကိုယုံကြည်လက်ခံသောခရစ်တော်ကိုယုံကြည်လက်ခံသောသူအားလုံးရဲ့အသက်တာထဲမှာအတ္တသောအသက်တာနဲ့အတ္တသောစကားကိုဖော်ပြခြင်းဖြစ်တတ်တယ်ဖြစ်လာတယ်ဆိုတာကိုဒီနေ့နှုတ်ကပတ်တော်ကအဓိကဖော်ပြထားတာဖြစ်ပါတယ်နောက်ထပ်ဘာသာစကားတစ်မျိုးကတော့အမျိုးမျိုးသောဘာသာစကားဖြစ်ပါတယ်အမျိုးမျိုးသောဘာသာစကားကိုတော့တမန်တော်ခန်းကြီး1အငယ်4မှာဖော်ပြထားတာဖြစ်ပါတယ်ကျွန်တော်လေ့လာကြည့်ရအောင်တမန်တော်ခန်းကြီး1အငယ်4မှာတော့ဗာဖော်ပြထားလဲဆိုရင်ထိုသူပေါင်းတို့သည်တန်ရှင်သောဝိညာဉ်တော်နှင့်ပြည့်၍ဝိညာဉ်တော်သည်ဟောပြောသောအခွင့်ကိုပေးတော်မူသည့်တိုင်အမျိုးမျိုးသောဘာသာစကားအဖြစ်ဟောပြောကြတယ်ဆိုတော့ဒီနေရာမှာကျတော့ဘာကိုဖော်ပြထားတယ်လဲလို့ကျွန်တော်လေ့လာလိုက်တဲ့အခါမှာတော့တန်ရှင်သောဝိညာဉ်တော်အဖြစ်လူအမျိုးမျိုးကိုမိမိရဲ့ဘာသာစကားအမျိုးမျိုးနဲ့နားလေစေတယ်တဲ့ဆိုတော့အဲ့ဒီနေရာမှာတမန်တော်ပေတရုကသူကဟေဘရုဘာသာစကားနဲ့သူကဝေငှပေမဲ့ဟောကြားပေမဲ့အောက်မှာကြားရတဲ့သူတွေကသူတို့ရဲ့မိခင်ဘာသာစကားနဲ့သူတို့ကြားရတယ်ဒါကြောင့်သူတို့ပြောင်းလဲတယ်အယောက်3000အယောက်9000ပြောင်းလဲတယ်ဗတ္တိဇံတွေခံကြတယ်ဖျား၌အသင်းဝင်တွေဖြစ်ကြတယ်ဆိုတော့အမျိုးမျိုးသောဘာသာစကားဆိုတဲ့စကားလုံးကတော့တန်ရှင်သောဝိညာဉ်တော်အဖြစ်နားလေစေတဲ့ဘာသာစကားလို့ကျွန်တော်တို့ဒီနေ့ဖော်ပြထားတယ်ဆိုတော့တွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီအရာကိုတော့ဒီနေ့လူနဲ့ဆိုင်တာမဟုတ်ဘဲနဲ့ဖျားသခင်လုပ်တယ်ဆိုတော့တွေ့ရတယ်တော့ဒီကနေ့ကျွန်တော်တို့ဘာဒီပေါ်လာလဲဆိုတော့ translate ပေါ့ translate အနေနဲ့ဒီကနေ့နိုင်ငံတကာပေါ့နိုင်ငံတကာနဲ့ဆက်ဆိုင်တဲ့အစည်းအဝေးပွဲတွေမှာဆိုရင်ဒီနေ့ကျွန်တော်တို့ဒီငကြက်လေးတွေနဲ့เนาะသူတို့နားထောင်ကြတယ်နားထောင်တဲ့အခါမှာဒီပြောတဲ့သူကတော့ဒီ speaker ကတော့သူ့ရဲ့ဘာသာစကားနဲ့ပဲသူပြောပေမဲ့ကြားရတဲ့သူတွေအားလုံးကမိမိရဲ့ဘာသာစကားနဲ့မိမိပြန်ကြားဖို့အတွက်တီထွင်ဖန်တီးတော့မှလှုပ်ဆောင်ထားတယ်ဆိုတော့တွေ့ရတယ်ဒါကတော့ကျွန်တော်ဥပမာအနေနဲ့မျက်လုံးထဲမှာမြင်တောင်လို့ပြောပြတာဖြစ်ပါတယ်ဆိုတော့တကယ်တော့တန်ရှင်သောဝိညာဉ်တော်ဖခင်ကအဲ့ဒီချိန်မှာပင်တေကုတ်ဒီနေ့မှာပေါ့တန်ရှင်သောဝိညာဉ်တော်ဆင်းကြွတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်အားဖြင့်ဒီလူအမျိုးမျိုးကမိမိရဲ့ဘာသာစကားအတိုင်းကြားပြီးတော့မှဖခင်ကိုယုံကြည်ပြီးလက်ခံတဲ့စကားကိုအမျိုးမျိုးသောဘာသာစကားလို့ဖော်ပြတာဖြစ်ပါတယ်ဆိုတော့ဒီဟာကလည်း other tongue ဆိုတာမျိုးမဟုတ်ဘဲနဲ့
မိမိရဲ့ဘာသာမိမိရဲ့လူမျိုးမိမိနားလည်နိုင်တဲ့အရာမျိုးနဲ့ဘုရားသခင်ကကြားစေတာပေါ့တနည်းအားဖြင့်ကိုလူမျိုးကိုဘာသာစကားမျိုးမဟုတ်ပေမဲ့လေဘုရားကနားလည်စေလိုက်တဲ့အခါမှာနားလည်သွားတယ်ဆိုတာကိုကျွန်တော်တွေ့ရတာဖြစ်တယ်ကျွန်တော်ဘဝတတထဲမှာလက်တွေ့ရင်ဆိုင်ခဲ့ဘူးတဲ့အရာလေးတစ်ခုကတော့ဘာလဲဆိုတော့ကျွန်တော်တို့အရှို့ချင်းတွေရွာမှာကျွန်တော်သွားပြီးဧဝံဂေလိဝင်ငှတဲ့အခါမှာသူတို့မြန်မာစကားကိုသူတို့ကောင်းကောင်းနားမလည်ဘူးကောင်းကောင်းလည်းမပြောတတ်ဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့အဲ့မှာ2 နှစ်တိကျွန်တော်တို့4 ချိန်တိုင်အောင်ကျွန်တော်သွားတယ်ဧဝံဂေလိလုပ်တယ်လမ်းမပေါက်ဘူးလမ်းတွေအင်မတန်မှဆိုးရွားတယ်တော့ရေဟိုချောင်းလိုနေရာမျိုးကနေဖြတ်ပြီးမောင်းသွားရတယ်ဖိုးကားတွေအများကြီးပေးရတယ်ဒါပေမဲ့ကျွန်တော်တို့၄ခေါက်မြောက်တဲ့နေ့မှာ၄ခေါက်မြောက်တဲ့အချိန်မှာတော့ဗာမြင်ရလဲဆိုတော့အဲ့ဒီတရွာလုံးကအရှို့ချင်းတရွာလုံးကနတ်စားတွေကပြောင်းလဲသွားပြီးတော့မှဒီကနေ့ဆိုရင်တရွာလုံးကနေပြီးတော့မှဖះကိုကိုးကွယ်တဲ့လူတွေဖြစ်လာတယ်ဖះเจ้าတွေဖြစ်လာတယ်ယုံကြည်သူတွေတည်ရှိတဲ့အရက်ဒေတာဖြစ်လာတယ်ဆိုတော့တွေ့ရတယ်ဒီနေ့ကျွန်တော်ဘာကိုဖော်ပြချင်တာလဲဆိုရင်တော့ကျွန်တော်တို့ကဘာသာစကားမတူဘူးလူမျိုးမတူဘူးအခြေအနေမတူပေမဲ့ကျွန်တော်တို့ဝင်ငှတဲ့ဧဝံဂေလိတရားကဖះရဲ့တရားဖြစ်တဲ့အတွက်ဖះကသူတို့ကိုနားလည်စေပြီးတော့မှသူတို့ကိုပြောင်းလဲစေတယ်ဆိုတာကိုဖော်ပြချင်တာဖြစ်ပါတယ်ဒါတခါလေးမှာကျွန်တော်တို့အားဖြင့်ကျွန်တော်တို့လှုပ်ဆောင်လို့ကျွန်တော်တို့ဟောလို့ကျွန်တော်တို့ပြောလို့ပြောင်းလဲတာမျိုးမဟုတ်ဘဲနဲ့တန်ရှင်သောဝိညာဉ်တော်ဖះအားဖြင့်ဖះသခင်ကနားလည်စေပြီးတော့မှထိုသူများကိုဟလာအမျိုးမျိုးသောဘာသာစကားအဖြစ်နားလေစေပြီးတော့မှပြောင်းလဲခြင်းအခွင့်ကိုပေးတယ်ဆိုတာကိုကျွန်တော်တို့မျက်ဝါးထင်နေတွေ့ကြုံခဲ့ရတာဖြစ်ပါတယ်။နောက်ဒီနေ့ကျွန်တော်ထူးခြားသောဘာသာစကားကတော့ Newton เนาะအတစ်သောဘာသာစကားဖြစ်တယ်အမျိုးမျိုးသောဘာသာစကားကတော့เนาะဒီကနေ့လူမျိုးကနေပြီးတော့မှတန်ရှင်သောဝိညာဉ်တော်အားဖြင့်ဘုရားသခင်ဖွင့်ပြခြင်းကြောင့်နားလည်နိုင်တဲ့ဘာသာစကားဖြစ်ပါတယ်။နောက်ဆုံးဘာသာစကားကတော့ဒီကနေ့ကျွန်တော်တို့အတူတူကလေ့လာမယ့်စကားဖြစ်တယ်။အဲ့ဒါကတော့ဘာလဲဆိုရင်အခြားသောဘာသာစကားဆိုတာဖြစ်ပါတယ်။ဒါဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီအခြားသောဘာသာစကားကဘာလဲ။အခြားသောဘာသာစကားဆိုတာဘာကိုပြောတာလဲဆိုတာကတော့ခုနကပြောခဲ့တဲ့ထူးခြားသောဘာသာစကားအမျိုးမျိုးသောဘာသာစကားလိုမျိုးရိုးရှင်းတာမျိုးမဟုတ်ဘဲနဲ့ဒီကနေ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့ဂျားထဲမှာအင်မတန်မှရှုပ်ထွေးပွေရာเนาะဒီနေ့အင်မတန်မှဘယ်လိုပြောမလဲဟိုဖြည့်ရှင်းနေရတဲ့term တစ်ခုဖြစ်လာတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်တယ်တချို့ကလည်းဘယ်လောက်ထိတောင်မှဒါကိုတိဆောက်ကြလဲဆိုရင်other term မပြောရင်ကဲတင်ချင်းမရဘူးကဲတင်ချင်းမရလို့other term မပြောဘူးဆိုတော့လောက်ထိကိုပေါ့ဒီလောက်ထိကိုမှဟိုယူပြီးတော့မှပြောတဲ့စကားတွေရှိပါတယ်ဒါကျွန်တော်တို့ဒီနေ့ပထမဦးဆုံးအနေနဲ့စကားတစ်ခုပြောချင်တာကတော့အခြားသောဘာသာစကားနဲ့ကဲတင်ချင်းနဲ့လုံးဝမသက်ဆိုင်ဘူးဆိုတာကိုဖော်ပြချင်တာဖြစ်ပါတယ်တကယ်တော့ထူးခြားသောဘာသာစကားဆိုရင်တော့မှဒါသက်ဆိုင်တယ်ဘာကြောင့်လဲဆိုတော့ကဲတင်ချင်းရတဲ့သူတွေရဲ့အသက်တာထဲမှာလူမီဒီယာခရစ်တော်၌ရှိနေအသက်ပြုပြင်သောတရားဝါလို့ပြောတဲ့အတိုင်းပဲသူ့ရဲ့ထန်းက new turn ဖြစ်လာရတဲ့အခြေအနေမျိုးကိုဘုရားသခင်ကတိဆောက်ပေးသလိုဘုရားသခင်ကလည်းအလိုရှိတာဖြစ်ပါတယ်တော့အခြားသောဘာသာစကားကတော့ကယ်တင်ခြင်းနဲ့လုံးဝမပတ်သက်ဘဲနဲ့ဒီအခြားသောဘာသာစကားဆိုတာကဘာကိုရည်ရွယ်တဲ့စကားလဲဆိုတာကိုကျွန်တော်ဒီကနေ့တစ်ကောခန်းကြီး14အငယ်4ကနေပြီးတော့မှစတင်ပြီးတော့မှဖော်ပြထားတာဖြစ်ပါတယ်တော့အငယ်1ကနေစပြီးလေ့လာရင်လည်းပို့ပြီးတော့မှကောင်းပါတယ်เนาะဒါကျွန်တော်တို့အတူတူကဒီဟာလေးကိုပြန်ပြီးတော့မှလေ့လာကြရအောင်ဆိုတော့ကျွန်တော်တို့အငယ်1မှာတော့ဗာပြောလဲဆိုတော့ချစ်ချင်းမေတ္တာကိုမိအောင်လိုက်ကြလောဝိညာဉ်စုကျေးဇူးတို့ကိုအလွန်လိုရှိသည်တွင်ပရောဖက်ပြုသောအခွင့်ကိုတား၍လိုချင်သောစိတ်ရှိကြလောကြောင့်မူကားခြားသောဘာသာစကားအဖြစ်ပြောသောသူသည်လူတို့အားမပြောဖျားသခင်အားပြော၏သူ၏စကားကိုဘယ်သူမျှနားမလည်နည်းနည်းသောအရာတို့ကိုဝိညာဉ်တော်အားဖြင့်ပြော၏ပရောဖက်ပြုသောသူမူကားတိဆောက်ခြင်းတိုက်တွန်းသွေးဆောင်ခြင်းတတ်တာခြင်းလုံးကလူတို့အားဟောပြော၏အခြားသောဘာသာစကားအားဖြင့်ပြောသောသူသည်ကိုယ်သာတိဆောက်၏ပရောဖက်ပြုသောသူမူကားအသင်းတော်ကိုတိဆောက်၏တင်းတို့ရှိသမျှသည်အခြားသောဘာသာစကားဖြင့်ပြောစေခြင်းကငါလိုရှိပရောဖက်ပြုစေခြင်းကတာ၍လိုရှိအကြောင်းမူကားအခြားသောဘာသာစကားအားဖြင့်ပြောသောသူသည်အသင်းတော်ကိုတိဆောက်ခြင်းကနတ်ကိုမဖော်မပြလျင်သူ
သူထက် prophet ပြုသောသူသည်တာ၍မြတ်တည်းဆိုတော့ပထမဆုံးကျွန်တော်ဗာဖော်ပြခြင်းလဲဆိုရင်တမန်တော်ဝတ္ထုမှာလည်းဖော်ပြတယ်ဘုရားသခင်က prophet ပြုတဲ့သူထက် prophet ပြုနေတဲ့သူထက်အာသထံပြောနေတဲ့သူထက်ချစ်ချင်းမေတ္တာရှိတဲ့သူကိုပို့ပြီးတော့မှလို့ရှိတယ်။ဒါကြောင့်ဒီမှာလည်းအခန်းကြီး14မှာဗာဖော်ပြထားလဲဆိုချစ်ချင်းမေတ္တာကိုမိအောင်လိုက်ဖို့ပြောတယ်။ပြီးတဲ့အခါမှာတော့ခုနကပြောတဲ့နော် prophet ပြုခြင်းတွေဝိညာဉ်စုကျေးဇူးတွေအခြားသောဘာသာစကားပြောခြင်းတွေကိုဒီနေရာမှာဖော်ပြတယ်။ဆိုတော့အခြားသောဘာသာစကားကိုဖော်ပြခြင်းကိုဒီနေရာမှာပထမဦးဆုံးဘုရားဘယ်လိုဖော်ပြလဲဆိုရင်လူတွေကိုပြောဖို့မဟုတ်ဘဲနဲ့ဖယားသခင်အားပြောဖို့ဖြစ်တယ်။ဆိုတော့ဒီကနေ့အာသထံပြောနေတဲ့အရာတွေအတွက်ကျွန်တော်တို့ဗာမြင်ရလဲဆိုရင်ဒီကနေ့လောကမှာရှိတဲ့လူတွေကိုခဏလေးပါနော်အာသထံပြောနေတဲ့လူတွေထက်ဖယားနဲ့နှစ်ဦးတည်းစကားပြောပြီလားဒီနေ့ကျွန်တော်တို့ရဲ့တက်တာထဲမှာအင်တာမအရေးကြီးတယ်ဒီနေ့ပလင်ပေါ်မှာအာသထံပြောနေတာထက်ဒီနေ့ဖယားနဲ့စကားပြောပြီလားဘာကြောင့်လဲဒီစကားကလူတွေနဲ့ပြောရမယ့်စကားထက်ဖယားနဲ့ပြောရမယ့်စကားလို့ဒီညမှာအတိလင်းဖော်ပြထားတာဖြစ်ပါတယ်ဒါတော့ဒီနေ့ကျွန်တော်ဒီနှုတ်ကပတ်တော်အရာပဲကျွန်တော်ဘာဝန်ခံခြင်းလဲဆိုရင်လူလေကောင်မှာပလင်ပေါ်မှာမနာကျမ်းတဲ့သူတွေရှေ့မှာခလေးမွေးနေ့များဖယားရှိခိုးပွဲတစ်ခုမှာပြောရမယ့်စကားမဟုတ်ဘူးလို့ကျွန်တော်ကဒီလိုပဲယူဆပါတယ်ပြီးတဲ့အခါမှာသူ၏စကားကိုဘယ်သူမှနားမလည်ဘူးဆိုတော့ဒီနေရာမှာဘာပေါ်ပြထားလဲဆိုရင်ဒီစကားကိုပြောပေမဲ့လည်းဘယ်သူမှနားလည်နိုင်ကြအကြောင်းမရှိဘူးဒါကြောင့်လူနဲ့ပြောတာထက်ဖယားနဲ့ပြောပါလို့ဖော်ပြထားခြင်းဖြစ်တယ်နောက်တစ်ချက်က prophet ပြုတဲ့အကြောင်းအရာပေါ့ prophet ပြုတယ်လို့ပြောတဲ့အခါမှာဒီနေရာမှာကျွန်တော်အဓိကဖော်ပြချင်တာက prophet ပြုတယ်ဆိုတာကဒီနေရာမှာဖယားပြောတဲ့စကားကိုပေါ့နော်ပြန်ပြောရတဲ့ဓမ္မဟောင်းမှာရှိခဲ့တဲ့ prophet တွေရဲ့ prophet ပြုခြင်းမျိုးမဟုတ်ဘဲနဲ့ဒီနေရာမှာပြောတဲ့ prophet ပြုခြင်းဆိုတာကတော့ဖယားကဖော်ပြထားတယ်အသင်းတော်ကိုတိဆောက်ဖို့ပြောတယ်အသင်းတော်ကိုတိဆောက်ဖို့ဆိုတာကဘာလဲဆိုရင်လူလက်နဲ့လှုပ်တဲ့အစာအုပ်ကိုဖော်ပြဖို့ပြောတာမဟုတ်ပါဘူးလူလက်နဲ့ဆောက်တဲ့အစာအုပ်ကိုတိဆောက်ဖို့ပြောတာမဟုတ်ပါဘူးအဓိကဘာကိုပြောချင်တာလဲဆိုတော့ဒီနေ့ကျွန်တော်တို့ကအသင်းတော်တွေဖြစ်တယ်ယုံကြည်သူတွေကအသင်းတော်တွေဖြစ်တယ်ဒါဒီနေ့ယုံကြည်သူတွေကိုတိဆောက်တဲ့လုပ်ငန်းကိုတာ၍ဖယားသခင်ကလိုချင်တယ်လို့ဖော်ပြထားတာဖြစ်တယ်တော့အခြားသောဘာသာစကားပြောတာကောင်းလားဆိုတော့အင်မတန်မှကောင်းတယ်အခြားသောဘာသာစကားပြောခြင်းကဘုရားသခင်နှစ်သက်လားအင်မတန်မှနှစ်သက်တယ်ဒါပေမဲ့အဲ့ဒီအခြားသောဘာသာစကားနဲ့စကားပြောရမှာကလူတွေထဲမှာမဟုတ်ဘဲနဲ့ဖယားနဲ့ဟလာ personality ကျွန်တော်တို့အတူတကွဖယားနဲ့မိတ္တာယာဖွဲ့တဲ့အချိန်မှာကိုယ့်ရဲ့ personal time မှာကျွန်တော်တို့အဓိကထားပြီးတော့မှလှုပ်ဆောင်မှုအတွက်ဘုရားသခင်လိုလိုရှိတယ်လို့ဒီညမှာဖော်ပြထားတာဖြစ်ပါတယ်ပြီးတဲ့အခါမှာအသင်းတော်ကိုတိဆောက်ခြင်းကအနက်ကိုမဖော်ပြလင်းနဲ့သူထက် prophet ပြုသောသူတာ၍မြတ်တည်းဆိုတော့ပြောချင်တာအခြားသောဘာသာစကားကိုပြောတာထက်အသင်းတော်ကိုတိဆောက်တာကဘုရားသခင်ပိုပြီးနှစ်သက်တယ်ဘုရားသခင်ကအသင်းတော်လို့ခေါ်တယ်နော်ဒီကနေ့ယုံကြည်သူတွေကိုတိဆောက်ရတာကိုပိုပြီးနှစ်သက်တယ်လို့ဖော်ပြတာဖြစ်ပါတယ်ပြောချင်တာကတော့ prophet ပြုခြင်းဆိုတဲ့စကားလုံးတွေနဲ့လေဒီကနေ့ကျွန်တော်တို့ကများစွာကျွန်တော်တို့အများကြီးကြားနေရတာဖြစ်တယ်ပေါ့နော်ဆိုတော့prophet ပြုတယ်ဆိုရင်အသင်းတော်ကိုတိဆောက်ပြီးသားဖြစ်ရမယ်တနည်းအားဖြင့်ယုံကြည်သူတွေကိုတိဆောက်ရမယ်အသင်းတော်ခိုင်ခန့်မှုတိဆောက်ရမယ်တာ၍ကြီးထွားရင်းကျက်လိုက်တဲ့ဝိညာဉ်နှလုံးသားတွေဖြစ်ဖို့တိဆောက်ရမယ်ဆိုတာကိုဒီနေရာမှာကျွန်တော်ဖော်ပြထားတာဖြစ်ပါတယ်အငယ်6ရောက်တဲ့အခါမှာတော့ညီကိုတို့ငါဒီသင်တို့ရှေ့ရာသို့လာ၍အခြားသောဘာသာစကားဖြစ်ဟောပြောတော်လဲဗျာဒိတ်တော်ကိုပြန်ခြင်းပညာအတတ်ကိုသင်ခြင်းprophet ပြုခြင်းဆုံးမဩဝါဒပေးခြင်းတစ်ခုခုကိုမပြုဘဲလျက်သင်တို့အားပြောလင်အဘယ်ကျိုးရှိရနည်းတော့ဒီနေရာမှာကျွန်တော်ကဒီ political အခန်းကြီး14ကိုကင်ပြီးတော့မှကျွန်တော်ပြောမယ်ဆိုရင်လေတဲ့သူတို့ဘက်ကဒီလိုပေါ့ဒီအာသထံပြောမှကယ်တင်ခြင်းရတယ်အာသထံပြောမှမင်္ဂလာရှိတယ်အာသထံပြောတဲ့သူတွေပဲဝိညာဉ်ရေးရာရင့်ကျက်တဲ့သူတွေလို့ပြောတဲ့သူတွေဘက်ကဘာတွေကျွန်တော်တို့တုံ့ပြန်လာလဲဆိုရင်ဒီကောရိန္သု14တစ်ဆောင်နဲ့ဖတ်ယုံနဲ့မလုံလောက်ဘူးကျွန်တော်လက်ခံတယ်ဒါကိုလက်ခံပါတယ်ဒါပေမဲ့များသောအားဖြင့်ဖယားသခင်ကကျွန်တော်တို့ကိုဖော်ပြကျွန်တော်တို့ကိုသိစေတဲ့အရာမှာဖော်ပြထားတဲ့အကြောင်းအရာကကျွန်တော်တို့ကဒီအာသထံနဲ့ပတ်သက်ပြီးတော့မှစုံစည်းအောင်ကျွန်တော်လေ့လာထားရင်တော့ပို့ပြီးတော့မှကောင်းတယ်ဆိုတာကိုတွေ့ရတယ်
ကြဒီနေရာမှာအာသာထမ်းမို့အခြားသောဘာသာစကားကိုပြောပေမဲ့လေတဲ့ဟဲ့လားဗျာဒိတ်ကိုပြန်ချင်းပြောချင်တာကတော့ तू ပြောတဲ့စကားကို तू အဓိပ္ပာယ်ပြန်တတ်ကမယ် तू ပြောတဲ့စကားကို तू အဓိပ္ပာယ်ဖော်ပြနိုင်ရမယ်နောက်တစ်ချက်ကတော့ပညာအတတ်ကိုသင်ဆိုပညာအတတ်ဆိုတာဒီညမှာလောကီပညာကိုပြောတာမဟုတ်ဘဲနဲ့ဖယားသခင်နဲ့ဆိုင်တဲ့ပညာပေါ့ဒါကြောင့်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသဘောဒီပညာရဲ့ချုပ်ချလို့ဖော်ပြတာဖြစ်တယ်ဆိုတော့ပညာအတတ်သင်ခြင်းဆိုတာကတော့နှုတ်ကပတ်တော်ပေါ့ထာဝရဘုရားနဲ့ဖယားစကားကိုကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်တို့ရဲ့အတ္တတာယုံကြည်သူတွေရဲ့အတ္တတာထဲမှာတိဆောက်ပေးခြင်းတွင်တင်ပေးခြင်းကိုဖော်ပြတာဖြစ်တယ် prophet ပြုခြင်းဆိုတော့ခုနကပြောအသင်းတော်လို့ခေါ်တယ်เนาะကျွန်တော်ယုံကြည်သူတွေကိုတိဆောက်ပေးတာပေါ့ဟုတ်လားပြီးတော့သုံးမဩဝါဒပေးခြင်းဆိုတဲ့အရာတွေမရှိဘဲနဲ့တဲ့ဒါတွေကိုအချင်းကြီးတက်ပြောနေမယ်ဆိုရင်တော့ဘယ်လိုအကျိုးရှိမလဲပေါ့ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာအင်မတန်မှအရေးကြီးပါတယ်အခြားသောဘာသာစကားနှုတ်ကထွက်လာရပြီဆိုရင်အခြားသောဘာသာစကားအဖြစ်ကျွန်တော်နှုတ်ကထွက်လာရပြီဆိုရင်အချင်းကြီးတက်မဟုတ်ဘဲနဲ့ဒီနေ့ယုံကြည်သူအသင်းတော်တွေကိုတိဆောက်ခြင်းမှာနီးဘယ်လိုပြောမလဲထူးခြားစွာပေါ်လွင်နေဖို့အင်မတန်မှအရေးကြီးတာဖြစ်တယ်ထိုနည်းတူအတ္တမီတတ်သောအဝိညာဏကဆောင်းပလွေတို့သည်တေချာသောအတန်နှင့်မမိလျင်စောင်းတန်ပရိသန်တို့ကိုအဘယ်သို့သိနိုင်မည်နည်းတဘိုးခရာသည်လည်းမမှန်သောအတန်နှင့်မိလျင်အဘယ်သူသည်စစ်တိုက်ခြင်းကမိမိကိုယ်ကိုပြင်ဆင်မည်နည်းထိုနည်းတူသင်တို့သည်နားလည်လွယ်သောစကားကိုနှုတ်ဖြင့်မမွတ်လျင်မွတ်သောစကားကိုအဘယ်သို့သိနိုင်မည်နည်းပြောချင်တာကတော့တူရိယာတစ်ခုခုရဲ့အတန်ကိုနော်ဆောင်းတို့ပလွေတို့ရဲ့အတန်ကိုဟလာတေးသေးချာချာမတိခတ်ဘူးဆိုရင်ဒါဘာတူရိယာရဲ့အတန်မှန်ကျွန်တော်တို့မသိနိုင်တယ်လို့ပဲတဲ့ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာနားလည်လွယ်နိုင်တဲ့နားလည်လွယ်တဲ့စကားမျိုးကိုနှုတ်ကမမှတ်ဘူးဆိုရင်သူတို့နှုတ်ကမွတ်နေတဲ့အရာတွေကဘာလဲဆိုတာကိုကျွန်တော်ဘယ်လိုသိနိုင်မလဲဟောပြထားတာဖြစ်ပါတယ်တော့ဒီနေ့အာသထန်ဆိုတဲ့စကားလုံးကတင်လို့မရတယ်လို့ပြောချင်တာကိုပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒါဖျားနဲ့ဆိုင်တဲ့စကားဖြစ်တယ်ကျွန်တော်အာသထန်မရှိဘူးလို့ကျွန်တော်မပြောဘူးအာသထန်ကဘာမှမဟုတ်ဘူးလို့ကျွန်တော်မငြင်းဘူးဘာဖြစ်လို့လဲဖျားနဲ့ဆိုင်လို့ကျွန်တော်မငြင်းရဘူးအာသထန်ဆိုတာကအခြားသောဘာသာစကားဆိုတာဖျားနဲ့ဆိုင်တယ်ဖျားနဲ့လူနဲ့ကြားထဲမှာမိသားရဖွဲ့ရတဲ့စကားဖြစ်တယ်ကျွန်တော်လက်ခံတယ်ဒါပေမဲ့အဲ့လိုအာသထန်မျိုးကိုဖျားနဲ့ပြောရမယ့်စကားမျိုးကိုလူရှိပြိတ္တရှိဟလာအစည်းအဝေးရှိဝိပုကိုယ်ွယ်ခြင်းရှိနာမကျမ်းခြင်းရှိမွေးနေ့ပွဲရှိမျိုးမှာသုံးမယ်ဆိုရင်တော့တဲ့သူကလွယ်ပြီးအခြားသူတွေဘယ်သူမှနားလည်နိုင်စရာအကြောင်းမရှိဘူးဆိုရင်ကျွန်တော်တို့ဘာလုပ်မှာလဲတော့အာကာသကောင်းကင်ကိုပြောတော်သူကဲ့သို့ဖြစ်လိမ့်မယ်တဲ့ဟလာသူဘာသာသူမော့ပြီးကောင်းကင်ကိုပြောတဲ့သူလိုမျိုးဖြစ်သွားမယ်တဲ့လူပြည်၌ဘာသာစကားမျိုးတို့သည်ဤမြလောက်များ၍ရှိသမျှတို့သည်အနက်နှင့်ပြည့်စုံသည်မှန်စေတော့ဘာသာစကားရဲ့အနက်ကိုနားမလည်လင်ပြောတော်သူအားငါသည်လူရိုင်းဖြစ်လိမ့်မည်ပြောတော်သူလည်းငါအားလူရိုင်းဖြစ်လိမ့်မည်ဆိုတော့ဘယ်သူမှနားမလည်တဲ့စကားတွေကိုဘယ်သူမှနားမလည်တဲ့နေရာမှာပြောနေမယ်ဆိုရင်တော့ तू ကလူရိုင်းမယ်တဲ့လူရိုင်းဆိုတဲ့ဟလာလူရိုင်းစကားမျိုးပြောနေတာပဲဘာလို့ကျွန်တော်ဒါမြန်မာနိုင်ငံမှာဆိုရင်မဲ့လူဦးရေနော်လူမျိုးပေါင်းအများကြီးရှိတယ်အဲ့လူမျိုးတွေအများကြီးရှိတဲ့အထဲမှာကျွန်တော်နားမလည်တဲ့ဘာသာစကားတွေအများကြီးရှိတယ်အဲ့ဒီဘာသာစကားတွေအများကြီးကိုကျွန်တော်နားမလည်နိုင်ဘူးဆိုရင်ကျွန်တော်နားမလည်တဲ့ဘာသာစကားမျိုးနဲ့ပြောနေမယ်ဆိုရင်တော့ကျွန်တော်တို့ကလူရိုင်းလိုပဲသတ်မှတ်လိုက်တာကိုကနားမလည်တဲ့စကားဖြစ်တာပြောချင်တာကဒါဥပမာပြောတာပါကိုနားမလည်တဲ့စကားမျိုးတွေတက်ပြီးတော့မှပြောနေတာကိုကျွန်တော်တို့ကလူရိုင်းနေလို့ပဲကျွန်တော်တို့သတ်မှတ်လိုက်ရမယ်ပုံစံမျိုးဖြစ်သွားတယ်ဒါကြောင့်ဘာထက်ပြောလဲဆိုရင်တို့ဖြစ်၍သင်တို့ဒီဝိညာဉ်စုကျေးဇူးတော်ကိုအလိုရှိကြသည်တွင်အသင်းတော်ကိုတိဆောက်ခြင်းကကြောဝါပြည့်စုံမိကြောင်းကြိုးစားကြလောတော့ကျွန်တော်တို့ကိုဘုရားသခင်ပေးထားတဲ့စုကျေးဇူးအတွက်ကျွန်တော်တို့ကဘာလို့ဖို့လို့လဲဆိုတော့အသင်းတော်ကိုတိဆောက်ခြင်းမှာတဲ့ပို့ပြီးတော့မှကြွယ်ဝစွာအသုံးပြုဖို့အတွက်ကျွန်တော်တို့ကကြိုးစားအားထုတ်ရမှာဖြစ်တယ်ဒီနေ့အဖြစ်ဘုရားသခင်နဲ့ကျွန်တော်နဲ့ဆိုင်တဲ့အကြောင်းအရာတွေဘုရားသခင်ကျွန်တော်တို့ကိုဖော်ပြတဲ့ဖွင့်ပြတဲ့အရာတွေအားလုံးအတွက်ကျွန်တော်တို့ကဘာလို့ဖို့လို့လဲဆိုတော့ဒီနေ့ယုံကြည်သူတွေအသင်းတော်တွေကျွန်တော်တို့တည်တံ့ခိုင်မြဲပြီးတော့မှခိုင်ခန့်တဲ့နှုတ်ကပတ်တော်တမန်တရားနဲ့ခိုင်ခန့်တဲ့အသင်းတော်တွေယုံကြည်သူတွေဖြစ်ဖို့ဒီနေ့ကျွန်တော်တို့ကပို့ပြီးတော့မှကြိုးစားအားထုတ်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကိုရထားတဲ့ဘုရားသခင်ပေးထားတဲ့ကျွန်တော်တို့ရဲ့စုကျေးဇူးတွေကိုကျွန်တော်တို့ကအလာဟတ်တ်ကျွန်တော်တို့လှုပ်ဆောင်ရမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအဲ့ဒီစုကျေးဇူးကျွန်တော်ရထားတဲ့ဝိညာဉ်စုကျေးဇူးအတွက်ကျွန်တော်တို့ကဒီနေ့ယုံကြည်သူတွေအသင်းတော်တွေကိုကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ပို့ပြီးတော့မှခိုင်ခန့်တဲ့အတ္တတာတွေခိုင်ခန့်တဲ့နော်အသင်းတော်တွေဖြစ်လာဖို့အတွက်ပို့ပြီးတော့မှကျွန်တော်တို့ကြိုးစားအားထုတ်ရမယ်လို့ဖော်ပြထားတာဖြစ်ပါတယ်ထို့ကြောင့်အခြားသောဘာသာစကားကိုပြန်ပြောသောသူသည်အနက်ကိုလည်းဖော်ပြနိုင်မိကြောင်းဆုတောင်းကြည်
ဘယ်ကြောင့်ဒီမူကအချောက်သောဘာသာစကားဖြင့်ငါဆူတောင်းလျင်ငါစိတ်နှလုံးတောင်းတော်လဲငါညံကိုအကျိုးမပေးတို့ဖြစ်၍ဘယ်သို့ပြုရမည်နည်းစိတ်နှလုံးနှင့်၎င်းညံနှင့်၎င်းဆူတောင်းရမည်စိတ်နှလုံးနှင့်၎င်းညံနှင့်၎င်းတည်ချင်းဆိုရမည်တို့မဟုတ်တင်သည်စိတ်နှလုံးနှင့်ကျေးဇူးတော်ကိုချီးမွမ်းသောအခါမတက်သောလူစုဝင်ဖြစ်သောသူသည်အသိစကားကိုနားမလည်သောကြောင့်ကျေးဇူးတော်ကိုချီးမွမ်းခြင်းတို့လိုက်၍အာမင်ဟုအဘယ်သို့ဝန်ခံနိုင်မည်နည်းဆိုတော့ပြောချင်တာကကျွန်တော်တို့နားမလည်နိုင်တဲ့အရာတွေနဲ့သူတို့ပြောနေတယ်ဆိုရင်သူဘလောက်ပဲကျေးဇူးတော်ချီးမွမ်းတာပဲဖြစ်ဖြစ်ဟလာသူဘလောက်ပဲဖခင်နဲ့ယဉ်ဤကြောင်းဝင်လို့သူ့ဘက်ကပျော်ရွှင်စရာဝမ်းမြောက်စရာဟလာခွန်အားဖြစ်စရာတွေဖြစ်နေရင်တော့မှကျန်တဲ့သူတွေကသူ့ကိုကြည့်ပြီးတော့မှပျော်ရမှာလားကျေးဇူးတော်ချီးမွမ်းရမှာလားဝမ်းနည်းရမှာလားဆိုတာကိုတဲ့ဘယ်လိုလို့နားလည်နိုင်မလဲလို့ဖော်ပြထားတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်သူ့ရဲ့ဒီပြောနေတဲ့စကားပေါ်မှာကျွန်တော်တို့ကအဓိပ္ပာယ်နားမလည်ဘူး။ဒါဆိုရင်တော့တဲ့ဒီလိုမျိုးအာသထံပြောနေတယ်ဆိုရင်တော့အာသထံပြောရင်းနဲ့တဘာတဲ့ဘာလို့ပို့လို့လဲဆိုတော့အဓိပ္ပာယ်ကိုပါသူတို့ကရှင်းပြနိုင်ရမယ်ဆိုတာတွေ့ရတယ်။တော့အာသထံလည်းပြောအဓိပ္ပာယ်လည်းရှင်းပြပေါ့။ဒါမျိုးဆိုရင်တော့တစ်မျိုးပေါ့။ထပ်ပြီးတော့မှကျွန်တော်ကြည့်အောင်။တင်ဒီကျေးဇူးတော်ကိုကောင်းမွန်စွာချီးမွမ်းမိမှန်စီတော့အခြားသူမူကတိဆောက်ခြင်းအကျိုးမရှိငါသည်တင်တို့ရှိသမျှထက်အခြားသောဘာသာစကားဖြင့်ဟောပြောသောအရာကိုထောက်၍ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်း၏သို့တော်လည်းအသင်းတော်၌အခြားသောဘာသာစကားဖြင့်စကား1000ကိုပြောနိုင်သည့်ထက်သူတစ်ပါးကိုတွင်တင်ခြင်းကစကား9ခုကိုဉာဏ်နှင့်တကွပြောနိုင်သောအခွင့်ကိုတာ၍အလိုရှိတယ်ဆိုတော့ကျွန်တော်ကျေးဇူးပြုအဲ့ဒါလေးလည်းမြင်တာထားဖို့ကျွန်တော်မေတ္တာရပ်ခံခြင်းတယ်ပြောချင်တာကဒီနေ့ကျွန်တော်တို့အာသထံပြောနေတဲ့အခွန်းပေါင်းစကားအခွန်းပေါင်း1000ကိုပြောနိုင်တာတွေထက်ဒီနေ့ကျွန်တော်တို့ကလူ1ယောက်ဒါမှမဟုတ်လူ9ယောက်လောက်ကိုကျွန်တော်တို့ကဒီကနေ့နှုတ်ကပတ်တော်၌ကျွန်တော်တို့ကခိုင်ခန့်ခြင်းဟာလားနှုတ်ကပတ်တော်၌ကျွန်တော်တို့ကတိဆောက်ပေးနိုင်တယ်ဆိုရင်ဘုရားသခင်ကအဲ့ဒီအရာကိုပို့ပြီးတော့မှနှစ်သက်တယ်လို့ဖော်ပြထားတာဖြစ်ပါတယ်။ညီကိုတို့တင်တို့ဒီဉာဏ်ရာ၌သူငယ်မဖြစ်ကြနဲ့မတရားသောအမှုရာ၌နှုတ်ဆိုသူငယ်မဖြစ်ကြနဲ့ပြောချင်တာကတော့ကျွန်တော်တို့ကဘာမသိညာမသိပေါ့ဘာမသိညာမသိဆိုတဲ့စကားအရင်လှတယ်ကျွန်တော်အများနဲ့သုံးနေတယ်ဘာမသိညာမသိဘာမသိညာမသိတော့ကျွန်တော်အများနဲ့သုံးနေတာပဲဒါပေမဲ့ဘာမသိညာမသိဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာမှမသိတော့ညာလို့ညာမှမသိဘူးလို့ပြောချင်တာဒီနေ့ကျွန်တော်တို့ကကျမ်းစာမဖတ်ဘူးဒီနေ့ကျွန်တော်တို့ကနှုတ်ကပတ်တော်မလေ့လာဘူးကျွန်တော်တို့ကနှုတ်ကပတ်တော်နဲ့ပတ်သက်ဘာမှမသိဘူးအဲ့တော့ဘာမှမသိတော့ညာလို့ညာမှလည်းမသိဘူးဖြစ်နေကျွန်တော်တို့ဒါဒီကနေ့ကျွန်တော်တို့ကပလင်မော်တက်သူတို့ original ပြောချင်တာပြောရင်ကျွန်တော်တို့အောက်ကအာမင်ထူးဖို့အစဉ်နဲ့စောင့်နေသူတို့ဘာပြောလို့ပြောမှလည်းမသိဘူးသူတို့ဘာလို့လုပ်နေမှလည်းမသိပေမဲ့ကျွန်တော်တို့ကဒါဖယားနဲ့စကားပြောနေတာအခြားသောဘာသာစကားပြောနေတာဟဲ့လားဆိုတဲ့စကားစိတ်နှလုံးတစ်ခုတည်းနဲ့ကျွန်တော်တို့ဘာလို့နေလဲအာမင်ထူးနေတယ်နောက်တမန်တော်ရှင်ပေါလုကပြောလဲသူငယ်ညံအရာမှာတဲ့သူငယ်ကဲ့သို့မဖြစ်စေနဲ့သူငယ်လိုမျိုးကျွန်တော်တို့ကဟဲ့လားမတရားမှုမှာနှုတ်ဆက်တငယ်မျိုးမဖြစ်စေနဲ့ဆိုတော့မတရားတဲ့အရာပေါ်မှာကျွန်တော်တို့ကနားမလဲပါမလဲပေါ့နော်ကျွန်တော်တို့ဘာမသိညာမသိမဖြစ်ဖို့အင်မတန်မှအရေးကြီးတယ်လို့ဖော်ပြထားတာဖြစ်ပါတယ်။ဘာကြောင့်လဲပြည့်ညတ်တိကျမ်းစာ၌လာသည်ကအခြားတစ်ပါးသောရှာအခြားတစ်ပါးသောနှုတ်နှင့်ဤလူမျိုးကိုငါပြောမိသို့တော်လဲသူတို့သည်နားမထောင်ကြဟုမိန့်တော်မူ၏တို့ဖြစ်အခြားသောဘာသာစကားတို့သည်ယုံကြည်သောသူတို့အားနမိတ်လက္ခဏာဖြစ်သည်မဟုတ်မယုံကြည်သောသူတို့အားနမိတ်လက္ခဏာဖြစ်သည်။ဆိုတော့ဘာဖော်ပြချင်တာလဲဆိုရင်ဒီနေရာမှာနမိတ်လက္ခဏာဆိုတဲ့စကားလုံးဖော်ပြထားတာဖြစ်တယ်။ဘာလို့နမိတ်လက္ခဏာဆိုတဲ့စကားဖော်ပြထားတာလဲလို့ပြောရင်ဒီအာသထံပြောခြင်းအဖြစ်ဖယားနဲ့ကိုယ့်ရဲ့အချိတ်ဆက်ပေါ့ဖယားနဲ့ကိုယ်နဲ့အချိတ်ဆက်ရတဲ့အခါမှာဝိညာဉ်တကူအဖြစ်ဘုရားရှင်ပေးတဲ့စုကျေးဇူးအဖြစ်ကိုယ့်ကိုမြင်တဲ့အခါမှာဖယားကိုမြင်တွေ့စရာအကြောင်းဖြစ်စေဖို့တပါးမျိုးသားတွေရဲ့အရှိမနမိတ်လက္ခဏာဖြစ်စေမယ်လို့ပြောတာ။ဒီနေရာမှာပုံမှန်နေဖော်ပြထားပြီးသားယုံကြည်သူဖို့မဟုတ်ဘူးမယုံကြည်သူတွေဖို့ဖြစ်တယ်။ဒီနေ့ကျွန်တော်တို့ဗာမြင်ရလဲဆိုတော့အာသထံတွေကိုဘယ်မှာအဓိကထားပြီးလှုပ်ဆောင်နေလဲဆိုတော့ဖျားเจ้าနေထဲမှာလှုပ်ဆောင်နေတယ်ယုံကြည်သူတွေ worship မှာကျွန်တော်လှုပ်ဆောင်နေတယ်ယုံကြည်သူတွေ prayer မှာကျွန်တော်တို့အဓိကထားပြီးလှုပ်ဆောင်နေတာကျွန်တော်တွေ့ရတာဖြစ်တယ်ပေါ့ဆိုတော့ကျမ်းစာနဲ့ရှင်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဘာကိုယုံရမလဲဘာကိုမယုံရဘူးလဲဆိုတာကိုကျွန်တော်တို့အဓိကဖော်ပြထားတယ်ဆိုတာတွေ့ရတယ် prophet ပြုခြင်းမှုငါတဲ့ကျွန်တော်ကျေးဇူးပေးเนาะကျွန်တော်တို့မြင်တာထားရအောင်ကျွန်တော်တို့လည်းသိထားဖို့ဖြစ်တယ်ထို့ကြောင့်သင်းဝင်သူအပေါင်းတို့သည်စီဝေးအခြားသောဘာသာစကားဘာသာဖြင့်ဟောပြောလျက်နေကြစဉ်တွင်မယုံကြည်သောသူမတက်သောသူသည်ဝင်လာလျင်သူတို့ကိုအယူဖြစ်တယ်ပေါ့သူအယူဖြစ်ကြသည်ဟုပြောမိမဟုတ်တော့ဆိုတကယ်လို့
ကျွန်တော်တို့ကဘုရားကျောင်းထဲမှာဟာလားကြီးကျယ်ပေါ့အကြီးကျယ်ပေါ့ကျွန်တော်တို့ဟာလားဘုရားနဲ့တို့ထီလို့ဝิญဉ်တော်ကြီးဒီခါတဲ့ဟိုစီးမျောလို့အာသထန်းနေပြောပြီးတော့မှချီးမွမ်းနေကြတယ်ဆိုရင်လေတဲ့တကယ်လို့များမသိတဲ့သူမတက်တဲ့သူမယုံကြည်တဲ့သူတွေရောက်လာရင်အယူတွေလို့ဖော်ပြမယ်ဖြစ်တယ်ကျွန်တော်ပြောတာမဟုတ်ဘူးနော်ကျမ်းစာပြောတာဖြစ်တယ်သင်တို့ကိုအယူလို့ဟာလားသူယူဖြစ်ကြတယ်လို့ပြောမှမဟုတ်တော့သို့မဟုတ်သင်းဝင်သူပေါင်းတို့ဒီ prophet ပြုပြီးနေကြစဉ်တွင်မယုံကြည်သောသူမယုံကြည်သောသူမတက်သောသူဒီဝင်လာသည်သင်တို့ပေါင်းတို့ကိုသူ၏အပြစ်ကိုဖော်ပြ၍သူကိုစစ်ကြောစီရင်ကြ၏ထို့သောသူ၏စိတ်နှလုံး၌မထင်ရှားသောအရာတို့သည်ထင်ရှားပြန်ပြီးသူသည်ပြက်ဝက်လျက်ဘုရားသခင်ကိုကိုးကွယ်လိမ့်မည်ဘုရားသခင်သည်သူတို့တွင်အမှန်ရှိတော်မူသက်သေခံလိမ့်မည်ဆိုတော့ကျွန်တော်တို့ဒီမယုံကြည်သူတွေဝင်လာတဲ့အချိန်မှာနှုတ်ကပတ်တော်လေ့လာနေတယ်ဘုရားဖော်ပြတဲ့အကြောင်းအရာနဲ့ကျွန်တော်တို့ကလေ့လာနေတယ်ထားပါတော့ကျွန်တော်ဒါဥပမာပြောပြတာပေါ့ဒီနေ့ကျွန်တော်တို့ကဇွန်အဖြစ်ကျွန်တော်နှုတ်ကပတ်တော်သူကလေ့လာနေကြတယ်ဇွန်အဖြစ်နှုတ်ကပတ်တော်သူလေ့လာနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဘေးမှာရှိတဲ့တပားမျိုးသားတွေကျွန်တော်တို့ ਨੇ နီးစပ်တဲ့တပားမျိုးသားတွေကဒီဇွန်ကိုနားထောင်နေရင်းနဲ့မှဖရာသခင်ရဲ့ကောင်းမြတ်ခြင်းဖရာသခင်ရဲ့ကျေးဇူးဖရာသခင်ရဲ့လက်တော်ကိုမြင်သွားတဲ့အခါမှာဖရာကိုမြင်တွေ့စရာဟဲ့လားဖရာကသူတို့ကိုပြောင်းလဲစရာသူတို့ရဲ့အပြစ်ကိုမြင်ပြီးတော့မှပြောင်းလဲစရာအကြောင်းရှိတယ်ဒါဒီမှာအချက်နဲ့ချက်ရှိတယ်နော်ပထမတစ်ချက်ကအာသထံပြောနေရင်းနဲ့တပားသူတွေဝင်လာရင်သူတို့အယူလို့ထင်မယ်ဒါပေမဲ့ prophet ပြုတယ်ဆိုတဲ့ပုံမှာ prophet ပြုတယ်ဆိုတာကတော့ခုနကျွန်တော်ပြောခဲ့ပြီးသင်တော်တီထောင်တယ်သင်တော်တီဆောက်တယ်ယုံကြည်သူတွေကိုနှုတ်ကပတ်တော်အဖြစ်တီဆောက်နေတဲ့အရာကိုတပားသူတွေကြားရင်တော့တဲ့အဲနှုတ်ကပတ်တော်တမန်တရားကသူတို့ရဲ့အပြစ်ကိုမြင်စေပြီးတော့မှသူတို့ရဲ့အတ္တတွေပြောင်းလဲပြီးတော့မှဖျားကိုကိုးကွယ်လာတဲ့အချိန်တွေထိဖြစ်လိမ့်မယ်လို့ဖျားသခင်ကိုယ်တိုင်ကဘာလို့မလဲသူတို့ကိုတက်တည်ထူပေးမှာဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်ဒီညမှာအချက်နှစ်ချက်ကိုတပြိုင်တည်းပေါ့ကျွန်တော်တွဲပြီးတော့မှလေ့လာသွားရတာဖြစ်တယ်အခြားသောဘာသာစကားဆိုတဲ့စကားလုံးကိုကျွန်တော်တို့ကရိုက်ချနေတာမဟုတ်ဘူးအခြားသောဘာသာစကားဆိုတာမရှိဘူးမဟုတ်ဘူးပြောနေတာမဟုတ်ဘူးအခြားသောဘာသာစကားဆိုတာကဘာစကားလဲဘလို့ပြောရတဲ့စကားလဲဘလို့သုံးရလဲဆိုတာကိုဖော်ပြထားသလိုပဲဘုရားသခင်ရဲ့အလိုတော်ကအခြားသောဘာသာစကားကိုပြောခြင်းလားအသင်းတော်ကိုတိဆောက်ခြင်းလားယုံကြည်သူတွေကိုတိဆောက်ခြင်းလားဘယ်အရာကိုအလိုရှိတယ်ဆိုတာကိုဒီကနေ့ကျွန်တော်ရဲ့အတွေးခေါ်ကျွန်တော်ရဲ့ကြံစည်နဲ့ဖော်ပြနေတာမဟုတ်ဘဲနဲ့ကျမ်းစာကိုကျွန်တော်စိတ်တိတ်ချဖတ်မယ်ဆိုရင်ဒီမှာရှိကြတဲ့ကျွန်တော်ညီကိုမောင်နှမများအားလုံးလည်းမြင်တွေ့နိုင်မှာဖြစ်တယ်လို့ကျွန်တော်ကမြင်ပါတယ်အငယ်26ရက်တဲ့အခါမှာညီကိုတို့ဘယ်သူနည်းသင်တို့စည်းဝေးကြသောအခါစာလံတခြင်းကိုရတော်သူဆုံးမဩဝါဒစကားကိုရတော်သူအခြားသောဘာသာစကားကိုရတော်သူဗျာဒိတ်တော်ကိုရတော်သူအနက်ဖော်ပြရာကိုရတော်သူအတီးတီးရှိကြသည်ဖြစ်၍ခတ်သိမ်းသောမှုတို့ကိုတိဆောက်ခြင်းလို့ငါစီရင်ကြလောအခြားသောဘာသာစကားဖြင့်ဟောပြောသူရှိလျင်2 ယောက်ဖြစ်စေအများဆုံးဆိုတော့3 ယောက်ဖြစ်စေ1 ယောက်နောက်1 ယောက်ပြော၍တယောက်သောသူသည်အနက်ကိုဖော်ပြစေစကားပြန်မရှိလျင်ဟောပြောသောသူသည်အသင်းတော်၌တိတ်ဆိတ်စွာနေ၍မိမိအား၎င်းဘုရားသခင်အား၎င်းပြောစေဆိုတော့ဒီကနေ့ကျွန်တော်တို့ထဲမှာကျွန်တော်တို့ယုံကြည်သူတွေထဲမှာအခြားသောဘာသာစကားပြောဖို့အတွက်စုကျေးဇူးမရှိဘူးလို့ကျွန်တော်မဖော်ပြဘူးမဖော်ပြကြတဲ့အကြောင်းမရှိဘူးဘာလို့ကျမ်းစာထဲမှာကိုရှိတယ်လို့ဖော်ပြတယ်ကျမ်းစာထဲမှာအခြားသောဘာသာစကားပြောမဲ့သူရှိတယ်ဗျာဒိတ်တော်ရတဲ့သူရှိတယ်အနက်ကိုဖော်ပြမဲ့သူတွေရှိတယ်စာလက်တချင်းကိုကောင်းမွန်စွာဆိုပြီးတော့မှချီးမွမ်းမဲ့သူရှိတယ်ဆုံးမဩဝါဒပေးမဲ့သူတွေရှိတယ်ဒါပေမဲ့အခြားသောဘာသာစကားပြောတဲ့သူ2 ယောက်3 ယောက်ဖြစ်စေပြောပြီးဆိုရင်တော့တဲ့တယောက်ကပြောရင်တယောက်ကဖော်ပြနိုင်တယ်အတိတ်ဘယ်ကိုဖော်ပြနိုင်တဲ့အကြောင်းအရာရှိကိုရှိရမယ်မဟုတ်ဘူးဆိုရင်လုံးဝမပြောရဘူးလို့ပြောတယ်လုံးဝမပြောရဘူးကိုနဲ့ဖျားနဲ့2 ယောက်တည်းတီးတန့်စွာပြောပါမဟုတ်ဘူးဆိုရင်တော့လုံးဝမပြောဘဲတိတ်ဆိတ်စွာနေရမယ်လို့ဖျားကဖော်ပြထားတယ်ဒါဒီနေ့ကျမ်းစာထဲမှာခြားသောဘာသာစကားနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့တိတိကျကျဖော်ပြထားတာကြီးကျွန်တော်တွေ့ရတာဖြစ်တယ်ပြောချင်တာကဒီကျွန်တော်အကောရင်တို့ဩဝါဒပထမဆုံးခန်းကြီး14တခုတည်းကျွန်တော်ကင်ပြီးပြောတာမဟုတ်ကျမ်းစာတအုပ်လုံးမှာရှိတဲ့အခြားသောဘာသာစကားနဲ့ဆိုင်တဲ့ဟာလားဟိုထောက်ပြလို့ရတဲ့အခြေအနေအားလုံးနဲ့နှိုင်းယှဉ်လိုက်ရင်အခုဒီကောရင်တို့ဩဝါဒပထမဆုံး14ကတော့တိတိကျကျနဲ့ဖော်ပြထားလို့ကျွန်တော်ဒါကိုအဓိကကင်ပြီးပြောတာဖြစ်ပါတယ်ဒီထက်ပိုပြီးတော့မှတိကျတဲ့เนาะအဖြေတွေပေါ့အမေးခွန်းတွေရှိလာမယ်ဆိုရင်ဖြေလို့ရတာတွေအများကြီးရှိပါသေးတယ်ဒီကကျွန်တော်တို့ရဲ့အတွေးကိုကျွန်တော်တို့ရဲ့အကြံစီကျွန်တော်တို့ရဲ့တက်ချင်းကျွမ်းကျင်နေတဲ့ကျွန်တော်ဒီနေရာမှာဖြည့်ရှင်းနေတာမဟုတ်ဘဲနဲ့ဖယားသခင်ကဖော်ပြထားတဲ့အရာပေါ်မှာဒီနေ့ကျွန်တော်တို့နှုတ်ကပတ်တော်တမန်တရားအတိုင်းရှင်းရှင်းလေး
နားလည်ဖို့ကျွန်တော်တိဆောက်ပေးတာဖြစ်ပါတယ်အကြောင်းမူကားရှိသမျှတို့ဒီတင်ချင်းက၎င်းရှိသမျှတို့ဒီတက်တာချင်းက၎င်းတင်းတို့အတီးတီးတယောက်နောက်တယောက် prophet ပြုရသောအခွင့်ရှိကြ၏ prophet တို့သည်လည်းမိမိတို့စိတ်ဝိညာဉ်ကိုချုပ်တီးနိုင်ရကြ၏ဘုရားသခင်သည်ယုံရင်ခတ်သောအမှုကိုပြုစုတော်မမူတန်ရှင်းသောသူတို့အသင်းတော်အပေါင်းတို့၌ဖြစ်တဲ့ကဲ့သို့အသင့်တင့်ငြိမ်ဝှက်ခြင်းကိုပြုစုတော်မူ၏ကျွန်တော်တခုတော့ဖော်ပြခြင်းတယ်ပေါ့နော်ဒီနေ့ကို slide တော့ဒါမအားလို့မပါလာဘူးပေါ့နော်ပြီးခဲ့တဲ့ရက်ကအင်တမယုံရင်ခတ်တဲ့အသင်းတော်ထဲမှာဖြစ်ပျက်ခဲ့တဲ့အရာတခုကို slide ကျွန်တော်မေးလာတယ်တပားမျိုးသားတွေကမေးလာတယ်လို့ဖော်ပြတယ်အသင်းတော်ထဲမှာရှိနေရင်းနဲ့အသင်းတော်ထဲမှာလှုပ်ဆောင်နေရင်းနဲ့ပဲဘာဖြစ်လာလဲလို့ပြောရင်ဟလာနတ်ဆိုးတွေဝင်ပြီးတော့မှယုံရင်ခတ်တဲ့ပြဿနာတွေရှိလာတယ်ဆိုပြီးတော့မှကျွန်တော်ဖော်ပြလာတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ဘာဖော်ပြခြင်းလဲဆိုတော့တန်ရှင်းသောဝိညာဉ်တော်အလုပ်လုပ်တာကနှက်ချီးတွေထွက်ဖို့ဂျွန်းတွေထိုးဖို့ဟလာပြစ်လဲဖို့မှောက်လဲဖို့ဂရင်းဘောက်ကနေခုံထွက်ဖို့အဲ့လိုမျိုးမဟုတ်ဘူးဗျယုံရင်ခတ်တဲ့မှုဘုရားမပြုဘူးတန်ရှင်းသောဝိညာဉ်တော်ဘုရားကရောက်ရက်ခတ်တဲ့ဘုရားမဟုတ်ဘူးတန်ရှင်းသောဝိညာဉ်တော်ဘုရားဆိုတာကလူကိုပြုပြင်ပေးတဲ့ဘုရားတိဆောက်ပေးတဲ့ဘုရားကောင်းချီးပေးတဲ့ဘုရားပေါ့ဒါကြောင့်ဘုရားကကျွန်တော်တို့ကိုနှုတ်ကပတ်တော်အပြင်တိတိကျကျဖော်ပြထားတယ်ဒါယုံရင်ခတ်တဲ့အမှုကတန်ရှင်းသောဝိညာဉ်တော်နဲ့မဆိုင်ဘူးဆရာကက်ခန့်ကုတ်တစ်ခါပြောတဲ့စကားလေးကျွန်တော်ခွန်အားရတယ်ဝိညာဉ်တော်ကယုံရင်မခတ်ဘူးတဲ့ဒါပေမဲ့ဝိညာဉ်ဆိုရင်တော့ပြောလို့မရဘူးဝိညာဉ်ဆိုဟာလားနတ်ဆိုးကတော့ဒါပြောလို့မရဘူးရောက်ရက်ခတ်တဲ့မှုတွေလုပ်တယ်ဒါကြောင့်ပလင်ပေါ်မှာပဲတုံးလုံးပဲလဲပလင်ပေါ်မှာပဲဂျွန်းထူးပလင်ပေါ်မှာပဲဟာလားလူလိမ့်နေဒါသိကြတဲ့ဝိညာဉ်တော်မဟုတ်ကြိုက်တဲ့နေရာမှာလူလွတ်ကြိုက်တဲ့နေရာမှာရောက်ရင်ခတ်ပေါ့အဲ့ဒါတွေကဝိညာဉ်တော်မဟုတ်ဝိညာဉ်ဆိုရင်တော့မပြောတတ်ဘူးပေါ့တဘုရားသခင်နဲ့ဆိုင်တဲ့သူတွေကတော့ဝိညာဉ်ဆိုးပေါ့နတ်ဆိုးကတော့မပူအောင်နိုင်ဘူးနော်ဘုရားသားသမီးတွေဖြစ်လို့ဒါကြောင့်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာဝိညာဉ်တစ်မျိုးပဲရှိတယ်ဒါပေမဲ့ဝိညာဉ်တော်တော့ရှိတာပေါ့ကျွန်တော်ရဲ့မှာစောကြုံရဲ့ဝိညာဉ်ကစောကြုံထဲမှာပဲရှိတယ်အခြားဝိညာဉ်တစ်ခုထပ်ဝင်လာလို့မရဘူးဝိညာဉ်တော်ပဲကျွန်တော်အုပ်ဆိုးလို့ရတယ်ဒါပေမဲ့ဝိညာဉ်ထဲမှာဝိညာဉ်နှမျိုးနေလို့ရတဲ့အကြောင်းမရှိဘူးဒါဒီနေ့ကျွန်တော်တို့ရဲ့တက်တာမှာကျွန်တော်တို့ကိုကျွန်တော်ပြန်ပြီးဆန်းစစ်ဖို့ရည်ကြည်ကျွန်တော်တို့ကဝိညာဉ်တော်ကိုကျွန်တော်တို့ကအုပ်ဆိုးခွင့်ဝိညာဉ်တော်ကိုနေရာမပေးဘူးဝိညာဉ်တော်ကိုကျွန်တော်တို့ကနော်ဘယ်လိုပြောမလဲကိုလုံးချင်းမရှိဘူးဆိုရင်တော့မပြောတတ်ဘူးဝိညာဉ်ရဲ့လှည့်စားမှုတွေဝိညာဉ်ရဲ့ရောက်ရင်ခတ်မှုတွေဝိညာဉ်ရဲ့ရှုပ်ထွေးမှုတွေကျွန်တော်အများကြီးတွေ့ရမှာဖြစ်ပါတယ်တဲ့ဒီနေ့အတထန်းလို့ပြောတဲ့ဘာသာစကားကိုကျွန်တော်ပုတ်ခတ်ပြီးတော့မှဒါတွေကဘာမှမဟုတ်ဘူးမရှိဘူးလို့ကျွန်တော်ပြောနေတာမဟုတ်ပါဘူးဘာလို့ကျွန်တော်ဒါမျိုးပြောလို့လုံးဝမရဘူးကျမ်းစာထဲမှာကရှိတယ်လို့ဖော်ပြထားပြီးသားကျမ်းစာထဲမှာကဒီလိုမျိုးအခြားသောဘာသာစကားပြောတဲ့စုကျေးဇူးရမယ်လို့ပြောထားပြီးသားဒါပေမဲ့ကျွန်တော်တို့သိရမှာကအခြားသောဘာသာစကားပြောတဲ့စုကျေးဇူးရတဲ့သူကဘယ်လိုလက္ခဏာရှိတယ်ဆိုတော့သိရမှာဖြစ်တယ်ဒါဒီကနေ့ကျွန်တော်တို့ကအရေးကြီးဆုံးချက်ကကျွန်တော်တို့ကလက္ခဏာကြည့်တတ်ဖို့ရည်ကြီးတယ်ဘာလက္ခဏာလဲဆိုတော့ဖျားနဲ့ဆိုင်တဲ့လက္ခဏာပဲဖျားနဲ့ဆိုင်တဲ့လက္ခဏာကဖျားရဲ့နှုတ်ကပတ်တော်ထဲမှာရှိတယ်ဒီနေ့ပလင်ပေါ်မှာဘာဖြစ်နေတယ်ဆိုတာကိုဖျားရဲ့နှုတ်ကပတ်တော်နဲ့ကျွန်တော်ချိန်ထိုးရမှာဖြစ်တယ်ပလင်ပေါ်မှာဘာဟောနေတယ်ဆိုတာကိုကျွန်တော်နှုတ်ကပတ်တော်နဲ့ချိန်ထိုးရမှာဖြစ်တယ်ပလင်ပေါ်မှာဘာတင်နေတယ်ဆိုတာနှုတ်ကပတ်တော်နဲ့ကျွန်တော်တို့ကချိန်ထိုးရမှာဖြစ်တယ်စာအုပ်ထဲမှာဘာရေးနေတယ်ဆိုတာကိုကျွန်တော်တို့နှုတ်ကပတ်တော်နဲ့ချိန်ထိုးရမှာဖြစ်တယ်ဒါဒီကနေ့ကျွန်တော်ဗာမြင်ရလဲဆိုတော့ယုံကြည်သူတွေအယမ်းများလာတယ်ယုံကြည်သူတွေရမ်းများလာတယ်ဘလို့ယုံကြည်သူတွေသလားယုံခြင်းဟာယုံတဲ့သူတွေရမ်းများလာတယ်ဘာဖြစ်လို့ယုံခြင်းဟာယုံတဲ့သူတွေများလာလဲလို့ကျွန်တော်ဆန်းစစ်လိုက်တဲ့အခါမှာတင်ကျင်တာတင်ဟောကျင်တာဟောရေးကျင်တာရေးတဲ့ဆရာတွေများလာတဲ့အခါမှာယုံခြင်းဟာယုံတဲ့သူတွေလည်းရမ်းများလာတယ်ဆိုတော့တွေ့ရတယ်ဒါဒီကနေ့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းနဲ့ဆိုင်တဲ့အရာကဘုရားနှုတ်ကပတ်တော်ပဲရှိတယ်ယုံကြည်သူတယောက်ရဲ့အသက်ရှင်ခြင်းကနှုတ်ကပတ်တော်ပဲဆိုတော့နှုတ်ကပတ်တော်အရာမှာနှုတ်ကပတ်တော်နေရာမှာအခြားအရာအစားထိုးလိုက်တယ်ဆိုရင်ကျွန်တော်တို့ကဒီကနေ့ဘာဖြစ်သွားမလဲဆိုရင်ဖယားကိုဘေးဖယ်ပြီးတော့မှကိုယ်တိုင်အသက်ရှင်ခြင်းတတ်တာမျိုးဖြစ်သွားနိုင်တာဖြစ်တယ်။ဒါဒီနေ့ကျမ်းစာထဲမှာထူးခြားတဲ့ဟလာမှန်ကန်တဲ့ဖြောင့်မတ်တဲ့အရာတွေအများကြီးရှိတယ်။ကျွန်တော်တို့ကစစ်မှန်တဲ့တမန်တရားကိုဘေးဖယ်ထားလိုက်တဲ့အခါမှာ
လူတွေဘယ်လိုဟောလဲလူတွေဘယ်လိုရေးလဲလူတွေဘယ်လိုသင်လဲဆိုတာကိုကျွန်တော်တို့အဓိကထားလိုက်တဲ့အခါမှာဖယားနဲ့ဖယားစကားကိုဘေးဖယ်လိုက်တဲ့အခါမှာကျွန်တော်တို့ထဲမှာထင်ကျင်အားထင်မြင်ကျင်အားမြင်ကြားကျင်တာကြားရဖြစ်လာတာဖြစ်တယ်အင်တာမရေးကြည့်ရဒီနေ့ကျွန်တော်ယုံကြည်သူတွေနေထိုင်ရာပတ်ဝန်းကျင်ကိုဘုရားသခင်ကကောင်းချီးပေးတယ်ဖြစ်တယ်အာမင်ဒါပေမဲ့ကျွန်တော်ယုံကြည်သူတွေနေထိုင်တဲ့နေရာမှာတပါးမျိုးသားတွေလုပ်တယ်လို့မျိုးကျွန်တော်တို့လိုက်လို့ဆရာအကြောင်းမရှိဘူးတချို့ရှိတယ်အိမ်ထဲဝင်ဖက်ကလှုပ်လိုက်သေးတယ်ဟဟလားနော်ဘာလုပ်တာလဲတော့မသိမပြောတတ်ဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ရဲ့အသက်တာကဖက်လုပ်ရမယ်အသက်တာမဟုတ်တော့ဘူးအာမင်ထူရမယ်အသက်တာဖြစ်တယ်ဖယားစကားနဲ့အသက်ရှင်ခြင်းနဲ့မှကျွန်တော်တို့ကဝန်ခံရမယ်အသက်တာဖြစ်တယ်သူများရောင်လို့ကျွန်တော်လိုက်ရောင်စရာအကြောင်းမရှိဘူးသူများပြောလို့ကျွန်တော်တို့အာမင်ထူရမှာမဟုတ်ဘူးဖယားစကားနဲ့အာမင်ထူရမှာဖြစ်တယ်တော့ဒီနေ့ကျွန်တော်လေ့လာတဲ့နေရာမှာလည်းကျွန်တော်အထူးဖော်ပြချင်တာကျွန်တော်ပြောတဲ့စကားထက်ဒီနေ့ကျမ်းစာကိုကျွန်တော်ပြန်ဖတ်ကြည့်ပါအစအဆုံးပြန်ဖတ်ကြည့်ဒါဆိုရင်ကျွန်တော်ပြောတဲ့စကားထက်ဖယားစကားကိုဝန်ခံပါအာမင်ဒါဒီအချက်၃ချက်ရှိတယ်စကား၃မျိုးရှိတယ်အဲ့ဒီစကား၃မျိုးကကျွန်တော်ခုနတင်ဆက်သွားတဲ့စကား၃မျိုးကျွန်တော်ပြောခဲ့တဲ့တင်ဆက်တဲ့စကား၃မျိုးဟုတ်ရဲ့လားမှန်ရဲ့လားကျွန်တော်ကျမ်းစာပြန်ဖတ်ကျမ်းစာထဲမှာလေ့လာကျမ်းစာဖွင့်ပြချက်ကိုကျွန်တော်ခံယူဒါဆိုရင်တော့ကျွန်တော်တို့ကဖယားနဲ့စစ်မှန်သောရှောင်းလန်းသောသူဖယား၌စစ်မှန်တဲ့ယုံကြည်သူဖြစ်တယ်အာမင်ဒါကျွန်တော်ရဲ့တက်တာထဲမှာကျွန်တော်တို့ရှိလာမယ့်နာဂတ်နေ့ရက်ထဲမှာဘာမသိညာမသိပေါ့ဘာမှမသိလို့ညာတာဟိုတော့မှမသိတဲ့ဘဝမျိုးဟာလားပြောချင်တာပြောဟောချင်တာဟောအောက်ကအာမင်ထူရမယ့်ဘဝမျိုးနော်ဟိုအမှုတော်ဆောင်တွေတင်းအောင်ဆရာတွေလိန်တာတွေကိုအချိန်မီခံနေရတဲ့ယုံကြည်သူတွေမျိုးဒါမျိုးတွေမဖြစ်ဘဲနဲ့ဒီကျွန်တော်တို့ရဲ့အသက်တာကဖယားနဲ့ဖယားစကားကိုအသက်နှလုံးသွင်းထားပြီးတော့မှကျွန်တော်ကဒီနေ့ပြောချင်တာကျွန်တော်တိဆောက်ဖို့ပြောတာနော်ကျွန်တော်တို့ကအပြစ်တင်ဖို့ဝေဖန်ဖို့ဟာလားသူတို့တွေကိုပြဿနာရှာဖို့မဟုတ်ဘူးကိုယ်တင်းအောင်ဆရာကိုဝေဖန်ဖို့ပြဿနာရှာဖို့ပြောနေရမဟုတ်ဘူးမှုတော်ဆောင်တွေကိုပြဿနာရှာဖို့ဝေဖန်ဖို့ပြောနေရမဟုတ်ဘူးကိုယ်တိုင်ဘာစကားနဲ့တိဆောက်ရမလဲဆိုတာအရေးကြီးတာဖြစ်တယ်ဒီကနေ့ခေတ်ကအင်တမဆိုးရလာပြီးခိုင်းဆိုးရတဲ့ကာလကိုရောက်လာပြီးတဖြည်းဖြည်းနဲ့ကျွန်တော်တို့ဗာမြင်ရလဲဆိုတော့နှုတ်ကပတ်တော်ပူပြီးပြည့်စုံလာတယ်ကျမ်းစာကဘာပြောလဲဟာလားငါပြန်ကြွလာတဲ့အချိန်မှာအတင်းတော်ကြီးတွေတွေ့ရပါမလားဟာလားအဖွဲ့အစည်းကြီးတွေတွေ့ရပါမလားဟာလားဖျားရှိခိုးနေတဲ့သူတွေအများကြီးတွေ့ရပါမလားလို့မရေးထားဘူးဗျဖျားဘယ်လိုရေးထားလဲယုံကြည်ခြင်းကိုတွေ့ရပါမလားလို့ရေးထားတယ်ခရစ်တော်ကိုယ်တိုင်ပြောတဲ့စကားဖြစ်တယ်နော်ငါတဖန်ပြန်ကြွလာတဲ့အခါမှာမြေကြီးပေါ်မှာယုံကြည်ခြင်းကိုတွေ့ရပါမလားတော့ယုံကြည်ခြင်းဆိုတာကကျွန်တော်တို့ရဲ့အမြင်ကျွန်တော်တို့ရဲ့အထင်ကျွန်တော်တို့ရဲ့အတွေးနဲ့တည်ဆောက်ရတာမဟုတ်ဘူးယုံကြည်ခြင်းဒီကြားနာခြင်းအဖြစ်ဖြစ်တယ်ကြားနာခြင်းဒီဖျားစကားလို့ခေါ်တဲ့ဖျားစကားပေါ်မှာပဲယုံနဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ကိုဖျားကနှစ်သက်တာဖြစ်ပါတယ်ဒါဒီနေ့ကျွန်တော်တို့ရဲ့သက်တာထဲမှာကျွန်တော်တို့ရဲ့ကဏ္ဍအသီးသီးပေါ့ကျွန်တော်တို့ရှောက်လန်းနေတဲ့ကဏ္ဍအသီးသီးပေါ်မှာဖျားသခင်ရဲ့နှုတ်ကပတ်တော်တမန်တရားသာလင်ပဲမှန်ကန်သောဖြောင့်မတ်သောစုံလင်သောတရားဖြစ်တယ်ဆိုတာကိုကျွန်တော်ကအဓိကဒီညမှာဖော်ပြချင်တာဖြစ်ပါတယ်။ကြောင့်အာသာတန်ပြောတာပဲဖြစ်ဖြစ်အာသာတန်မပြောတာပဲဖြစ်ဖြစ်ဒါကအရေးကြီးတာမဟုတ်ဘူး။အာသာတန်ပြောတဲ့သူကလည်းဘုရားသခင်အလိုတော်နဲ့ပြောတယ်ဆိုရင်မင်္ဂလာပဲ။အာသာတန်မပြောတဲ့သူကလည်းဘုရားသခင်အလိုတော်နဲ့အသက်ရှင်သောသူဖြစ်တယ်ဆိုမင်္ဂလာပဲ။အာသာတန်ပြောမှကယ်တင်ခြင်းရတာမျိုးအာသာတန်ပြောမှဝိညာဉ်တော်ကျင်းအောင်တာမျိုးအာသာတန်ပြောမှပဲစစ်မှန်တဲ့ယုံကြည်သူဖြစ်တယ်လို့ပြောတာမျိုးကတော့ကျွန်တော်လုံးဝလက်မခံဘူးလုံးဝလည်းကျွန်တော်အဲ့ဒါကိုမထောက်ခံဘူးဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျမ်းစာကဒါမျိုးမပြောထားဘူး။ကျမ်းစာဒါမျိုးမရေးထားဘူး။ကျမ်းစာပြောတဲ့စကားကိုပဲကျွန်တော်လက်ခံမယ်။ကျမ်းစာပြောတာပဲကျွန်တော်ဝန်ခံရမှာဖြစ်လို့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာတရားသခင်ဖော်ပြခြင်းကိုအထူးပဲเนาะနာခံရင်းနဲ့လိုက်လျှောက်တော့အသက်တာတွေဖြစ်ဖို့ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်အပြင်နိုင်ငံဖော်ပြလို့တယ်။ဘာဖြစ်လို့လဲဆိုတော့အများကြီးလေးလာမယ်ဆိုတော့အများကြီးရှိသေးလို့ပေါ့နော်။ဒါရောက်တိုင်းမှာဖျားတင်ကောင်းကြီးပေးပါသေး။ယေရှုတင်တယ်ဒီနေ့လေးလာသွားတဲ့အရာပေါ်မှာလည်းเนาะပြန်လည်ပြီးတော့မှသုံးသက်ပေးဖို့ပဲเนาะကျွန်တော်မေတ္တာရက်ခံခြင်းနဲ့เนาะရှေးဥစွာဆရာပေါ့เนาะဆရာဆဲအနေနဲ့ဖော်ပြပေးပါလို့เนาะလိုအပ်တဲ့အရာလေးတွေဆရာထပ်ပြီးတော့မှဖော်ပြပေးစရာရှိတယ်ဆိုလည်းเนาะဆရာကျွန်တော်တို့ကိုဖော်ပြပေးဖို့အတွက်ဆရာကိုချိန်ပေးပါတယ်ဆရာပြောတာအများကြီးပြည့်စုံသွားပါပြီဆရာရဲ့ကျွန်တော်အနေနဲ့တော့ဘာမှထွေထူးတော့မပြောတတ်ဘူးပေါ့ဗျာဒီတော့ရိုးသားမှုခါရတော့တကယ်မပြောတတ်ဘူးပေါ့ဒီအာသက်ထမ်းနဲ့ပတ်သက်ပြီးတော့ဆရာရှင်းပြသွားတာတစ်ချက်ပြီးတစ်ချက်နော်တကယ်အတိတ်ပဲလည်းရှိပါတယ်သူကပြောရမယ်ဆိုရင်ကိုယ့်သဘောနဲ့ကိုမလုပ်ဘူးနောက်တစ်ခုကပြောတဲ့အခါလဲ
တစ်ဖက်သူလည်းနားမလည်ဘူးဆိုလဲရှင်းပြဖို့ဒါဟုတ်ပါတယ်အခုခေတ်ကမြင်နေရတဲ့အတိုင်းပဲအားသက်ထမ်းပြောတဲ့ဆရာတွေအများကြီးတွေ့ပါတယ်တွေ့တယ်ဒါပေမဲ့သူတို့ကသူတို့ပဲပြောပြီးတော့နောက်ကနေကျွန်တော်တို့ကအဲ့တိုင်းပဲဟိုနားထောင်လိုက်ပြီးတာပဲရှိတယ်လေတကယ်တမ်းကျတော့ဆရာပြောတဲ့ပုံစံရဆိုအားသက်ထမ်းကနားမလည်ရင်နားလည်အောင်ရှင်းပြရမယ်ပေါ့နော်အများကြီးလည်းဘုဒ္ဓရပါတယ်ဆရာဆရာကိုစလိုင်းတို့လည်းပါတယ်ရှိပါတယ်သူတို့ဆက်လက်ပြီးတော့ချင်းပေးပါနော်Thank you ပါဆရာ Okay ဟုတ်ကဲ့ဒီနေ့ကိုစလိုင်းကတော့သူနည်းနည်းအစီအစဉ်တစ်ခုရှိလို့ဒီနေ့မပါဝင်နိုင်ဘူးသူဟုတ်သူ host အနေနဲ့သူကျွန်တော်တို့ဖွင့်ပေးတာလို့နော်ဟုတ်ကဲ့အခုစောအခုပေါ်ပြပေးပါအောင်နော်ဟုတ်ကဲ့ဆရာဒီနေ့အကြောင်းအရာတော့ဘယ်လိုပြောလဲကျေးဇူးတော်ပဲပေါ့ခြားသောဘာသာစကားကြီးအနေနဲ့ကိုဆရာပြောတော့ပြန်ပြီးတော့ပြောမယ်ဆိုရင်နှလုံးသားထဲဝင်ပေါ့နော်ပြန်ပြီးတော့ပြောရတာထူးခြားသောဘာသာစကားမှာဒီမာကု16ငွေဆက်ခွန်မှာပေါ်ပြတဲ့အရာမှာကျွန်တော်ဘယ်လိုခံယူရရှိလဲဆိုကျွန်တော်တို့ကငကူကဖျားသခင်နဲ့သွားတာမဟုတ်ဘဲနဲ့လူနေနဲ့သွားတော့လူစကားပေါ့နော်လောကစကားပဲပြောတာပေါ့နော်ဒါပေမဲ့သခင်ယေရှုရရှိပြီးနောက်ပိုင်းမှာထူးခြားသောဘာသာစကားဆိုဒီဖျားစကားကိုပဲပြောထွက်တာဖြစ်တော်စကားပေါ့နော်ကျွန်တော်တို့ကယေရှုခရစ်နဲ့ဖြစ်တော်တရားဖြစ်တဲ့ဆိုတာကျွန်တော်တို့ကငကိုတွေကဖန်ဆင်းကြတဲ့သူတို့သူ့ပုံစံနဲ့သူဖန်ဆင်းတဲ့အတွက်သူ့စကားပဲပြောပါပေါ့နော်ဒါကကျွန်တော်နှုတ်ကပတ်တော်တိုင်ကျွန်တော်တို့ပြောတဲ့စကားတွေထွက်လာတယ်လို့ခံယူတာပေါ့နော်ဘာလို့ဒါတိဆောက်ခြင်းဖြစ်တယ်လေတရားစကားတိဆောက်ခြင်းဖြစ်တယ်ထူးခြားသောဘာသာစကားမှာဒီကမ္မနှုတ်ကပတ်တော်အတိုင်းပြောလာတဲ့လူသက်တာဖြစ်တယ်လို့ခံယူရရှိတယ်ပေါ့နော်ဒီနေ့ကော59တရားလူမြည်တကခရစ်တော်နဲ့ရှိတယ်တည်ပြုသောဆိုတာဖြစ်ပြီးဆိုတော့ဒီလူသစ်ကအဲ့တစ်တော်စကားဆိုတာတော့ဒီကျွန်တော်ခံယူရဆိုတာလုံးဝဒီနှုတ်ကပတ်တော်ပဲဖြစ်မယ်ပြီးတော့နေ့ကအမျိုးမျိုးသောဘာသာစကားမှာဒီအမျိုးမျိုးသောဘာသာစကားမှာလည်းအဓိကကတော့ယေရှုခရစ်တော်ကိုယုံကြည်ဖို့အတွက်ပြောတာတော့ဆရာကပြောတဲ့အတိုင်းဟေဘဲဘာသာခုနဲ့ပဲပြောတာဒါပေမဲ့ပြန်ကြားတဲ့လူတွေကကြတော့သူတို့ရဲ့ဘာသာနဲ့ပြန်ကြားကြတယ်ဆိုတာဒါဖျားခင်တက်ရှင်းတဲ့ဝင်တော်နဲ့အလုပ်လုပ်သွားတယ်အဲ့ဒီကမှာဟိုကဘာဦးကျန်းနေဓမ္မရဆိုမင်းတို့ဘာလို့မှာတော့အဲ့လိုနည်းနည်းဆင်တာလေးတွေရှိတယ်ဗောနော်ရှောလူကအဓိကဒါဝိဒ်ကိုသွားဖမ်းဖို့သွားပြီမယ်သူစီမှာဖျားရဲ့ဝိညာဉ်ပြီးတော့တက်ရှင်းတဲ့ဝိညာဉ်အဲ့လိုတက်ရောက်ကြတော့သူဆင်ဒါဝိဒ်ကိုဖမ်းဖို့ရင်ဆင်လို့တဲ့တမန်တွေကလည်းဒီ prophet ပြုကြတော့ prophet ပြုတယ်ဆိုတော့ခုနတတိယအချိန်မှာခုနတက်ကော14မှာပေါ်ပြထားတဲ့အတိုင်းပဲ prophet ဆိုတာကအသင်းတော်ကိုတည်ဆောက်ဖို့ဖြစ်တယ်ဒီတည်ဆောက်စရာပဲဖြစ်တာပေါ့နော် prophet ဆိုတာအဲ့ဒါကိုဒီတက်ကော14မှာမြင်ရတယ်ဘာလို့ဆိုတော့ဟိုတနေ့ကပြောတဲ့မှာဒီလောကမှာရှုပ်ထွေးတဲ့အရာရှိနေတော့ဒီလောကရှုပ်ထွေးတဲ့ဆိုတာဟိုနားမလည်တဲ့လူပို့ပြီးတော့နားမလည်အောင်ခုနဆရာဦးမှာပြောတဲ့အတိုင်းဟိုအဲ့လိုဖြစ်သွားတော့နားမလည်အောင်ပို့ရှုပ်အောင်စာတန်လွတ်လွတ်တယ်လို့ပဲမြင်တာပေါ့နော်ဘာလို့ဆိုတော့ဒီတစ်ခါကနှုတ်ကပတ်တော်ရှင်းရှင်းလေးပဲရေးထားပြီမယ်ဟိုကရှောက်ကြော်တွေးလိုက်တော့အဲ့မှာရှုပ်ကုန်အဲဒါကြောင့်အရင်ဆုံးဒီရာကလည်းအခုနထူးခြားသောဘာသာစကားအနေနဲ့ဖြစ်သွားတော့နော်ဘာလို့ဆိုတော့ကျမ်းစာဒီတိုင်းဖတ်ရင်လည်းနားမလည်လက်ရှင်တော်ဝင်တော့ဖွင့်ပြမှာတခါတည်းကိုလူရဲ့ညာနဲ့သွားပြီးတော့အဲ့လိုသွားပြီးတော့ဆင်ကျင်လိုက်ရင်လည်းအဲ့လိုကြော်ကုန်အကုန်လုံးကပောက်ရတယ်ဖြစ်သွားပြီးတော့နောက်စဉ်းစားမိတာကဒီဖျားเจ้าနေမှာတော့တွေ့ပါတယ်အဲ့လိုပြောတာကျွန်တော်စိတ်နဲ့ခံစားကြည့်မယ်ဆိုရင်နည်းနည်းအနောက်ရှက်ဖြစ်တယ်အနောက်ရှက်ဖြစ်ဆိုတာအဲ့လိုမျိုးစားအမှန်တကယ်တော့တိတ်ဆိတ်စွာနေရမယ်လေပြောဒီတခြားလူနားမလဲတိတ်ဆိတ်နေရမယ်လေပြောတယ်ပြီးတော့အဲ့လိုဖျားနဲ့စက်ဆန်စကားလို့ဖျားနဲ့ပဲတည်းပြောမယ်စကားဆိုတာလေငါကဒီတက်ကောဆက်လေးမှာဖော်ပြထားတယ်ဒါပေမဲ့ဖျားเจ้าမှာပြောနေအောင်စိတ်တော့တော်တော်နောက်ရှက်ဖြစ်ကျွန်တော်တို့ဟိုတလေးကအဲ့အဲ့ဒီဘေးမှာဆရာတို့နဲ့သွားကြပါလေအဲ့မှာဟိုလူတယောက်ကသူဒီမှာဆရာတို့ကဖျားစကားပေါ့
ပြောနေပြီအဲ့လူကဘယ်လိုလဲဟိုသူ့ရဲ့စိတ်ထဲမှာပေါ်တဲ့စကားအတန်သူ့တန်နဲ့ကြဲရင်တော့ဓာတ်ထောက်တဲ့လူတွေကိုအာယုံနဲ့နှောက်စေအဲ့လိုမစားပါအဲ့ဒီခြားသောဘာသာစကားပုံစံဖြစ်နေဟိုအခြားဘာသာဒါဝิญဉ်ဆိုနှိမ့်ဆက်တာပေါ့နော်ဒါကြောင့်ခုနဆရာပြောတဲ့ထဲမှာလဲနည်းနည်းအဲရှင်းပေမဲ့ရှုပ်အောင်ကဝิญဉ်တော်နဲ့ဝิญဉ်ဆိုးကရှိတာနော်ဝิญဉ်ဆိုတာကလောကမှာဝิญဉ်အများကြီးရှိတယ်လူလေးကောင်မှာပဲဟိုယေရှုတောင်းလဲတဲ့လူစီမှာလဲလေကောင်ဆိုတဲ့နဲ့ဆိုတော့သူက1ကောင်2000ဝင်နိုင်တယ်ဆိုတော့အနည်းဆုံးတေချာတော့2000လောက်ရှိတဲ့ဝิญဉ်ဆိုကြီးဒါအမျိုးမျိုးပြောင်းလဲနေတာပေါ့အဲဒါကြောင့်ကျွန်တော်တို့ဟိုဒီတင်းတော်မှာသွားတဲ့ခါမှာလဲအခုလို့ဆရာဒီနေ့လို့ပြောတဲ့နှုတ်ကပတ်တော်ကဒါလုံးဝရှင်းလင်းတယ်ဘာလို့ခွဲခြားခြားသိသွားအောင်နော်ဒါကြောင့်သူတို့အခြားသောဘာသာပြောတာဟိုတစ်ဖက်လူအနောက်ရှက်ဖြစ်နေဆိုရင်တော့မပြောစင်ဘူးနော်အခုနလိုလုံးဝမသိတဲ့လူလာအဲ့ဒါမပြောတာတော့ကောင်းတယ်ပြောရင်နားလည်အောင်ပြန်သူ့ပြောနိုင်ရင်အဆင်ပြေတာပေါ့နော်နားလည်အောင်မပြောဘဲနဲ့ကိုယ့်ဘက်ကိုပဲပြောနေတယ်တော့အတင်းတော်မှာမပြောဘဲနဲ့ကိုယ့်ဘက်ကိုအဲ့လိုဒီလိုအခုဇွန်းလို့မသားပဲအကုန်လုံးဝိညာဉ်တူတဲ့လူချင်းပဲပြောလိုက်တာအဆင်ပြေမယ်လို့ဒီနေ့ကခံစားရတော့နော်အဲပြောမယ်ဆိုတော့ပြောစရာတော့အများကြီးရှိပေမဲ့အဲနောက်ကျရင်တော့ဆက်ပြီးတော့လေ့လာပြီးတော့ဆက်ဆွေးနွေးဖို့ရှိပါတယ်လို့အခုအနေငယ်ကြည်ရင်ပြချင်ပါတယ်လို့ကျန်တဲ့အတန်ဖျားနေကောင်းကြီးပြပါစေ အာမင်အာမင်ညီလေး socket 2လေးပေါ်ပြပေးပါအောင်နော်ညီလေး ဟာလို့ကြားတော့တယ် ဟုတ်ကဲ့ အော်ဟိုလေကျွန်တော် screen လေးချက်လောက်ရှိတယ် ဟုတ်ကဲ့ဟုတ်ကဲ့ ချက်လောက်မြင်ရလားမသိ မရှိသေးနဲ့တူညီ ဟုတ်ကဲ့ ကဲ့ ဟုတ်ကဲ့နော်အဲ့ဒါပေါ့နော်ဟိုဟာထုတ်ထားတာတော့ကိုယ် sign လုပ်ထုတ်ထားတာပေါ့နော်ကျွန်တော် ဟုတ်ကဲ့ဟုတ်ကဲ့ တစ်ချက်ဖတ်ခိုင်းပြီးတော့တစ်ချက်ပြောကြည့်ပါနော် ဟုတ်ကဲ့ဟုတ် ဒီလိုပြောပြခိုင်းတာကျွန်တော်တို့အခုနကလိုဆရာပြောတဲ့တခြားသောဘာသာစကားကိုဆရာကျတော့သုံးမျိုးခွဲလိုက်တယ်ပေါ့နော်အတိတ်သောဘာသာစကားနဲ့မျိုးမျိုးသောဘာသာစကားနဲ့တခြားသောဘာသာစကားဆိုပြီးတော့နော်ဒီမှာကျတော့ကိုယ်စားကဘယ်လိုပြန်နှုတ်ပြန်ထုတ်ထားလဲဆိုတော့အဲ့တခြားသောဘာသာစကားမှာပဲတခြားသောဘာသာစကားဟိုဘယ်ကနေစတယ်ဆိုဘယ်ကနေစတယ်ပေါ့နော်ဘယ်ကနေစတယ်ဆိုတော့ဒီမှာသူကြီးကတမန်ကျမ်းစာတခြားသောဘာသာစကားဟိုတော့ဝါတာဒီအသစ်တော့ဘာသာစကားဟို new bible ပေါ့ဓမ္မတိကနေစတယ်လို့သူဖော်ပြထားတယ်ပေါ့နော်ဟုတ်ပြီးတော့အဲ့ကနေဓမ္မတိကနေစတွေ့ရတယ်ပေါ့နော်โอเคပြီးတော့တမန်တော်ဝတ္ထုအဲ့ခန်းကြီး1ကနေဖတ်မယ်ဆိုမှပေကုတ္တရဖြစ်စဉ်တစ်ခုသွားတွေ့ရတယ်ပေါ့နော်ပေကုတ္တရဖြစ်စဉ်တစ်ခုသွားတွေ့ရတယ်ပေါ့နော်ပေကုတ္တရဖြစ်စဉ်မှာကျတော့သူကဘယ်လိုလဲဆိုတော့ဒါလေးကျွန်တော်တစ်ချက်ပြန်ရှင်းရတယ်ချမ်းသာဖတ်ပြရှင်းလားပေကုတ္တရဖြစ်စဉ်မှာပေါ်ပြထားတဲ့ဆိုပေကုတ္တရနေ့နိုင်တဲ့ပွဲရောက်သောအခါထိုသူအပေါင်းတို့သည်တဏှိကျွန်ုပ်ထဲစုဝေးနေကြ၏ထိုအခါလေပြင်းမုန်တိုင်းကဲ့သို့သောအသံသည်တခဏချင်းတွင်ကောင်းကင်မှလာထူထူသောနေသောအိမ်နောက်ပြည့်လေ၏ထိုခဏချင်းတွင်ပွဲပြားသောရှာသည်မီလီယံကဲ့သို့ထင်ရှား၍ထိုသူအသီးသီးလုံး၌အပေါ်၌တည်လေ၏ထိုသူအပေါင်းတို့သည်သင်ရှင်သောဝိညာဉ်တော်နှင့်ပြည့်၍ဝိညာဉ်တော်ဟောပြောသောအခွင့်ကိုပေးတော်မူသည့်အတိုင်းမျိုးမျိုးသောဘာသာစကားဖြင့်ဟောပြောကြလေ၏အမှကျွန်တော်တို့တခုဘာပြန်တွေ့ရလဲဆိုတော့ကျွန်တော်တို့အဲ့ဟိုအမျိုးမျိုးသောဘာသာစကားပေါ့နော်ဆရာပြောတဲ့အမျိုးမျိုးသောဘာသာစကားကိုလည်းကျွန်တော်တို့ဝိညာဉ်တော်စင်းသက်ရင်အဲ့လိုမျိုးမျိုးသောဘာသာစကားကိုလည်းကျွန်တော်တို့သူများဘာသာစကားကိုပဲပေါ့နော်သူများနားတဲ့ဘာသာစကားကိုလည်းကျွန်တော်တို့ကိုယ်တိုင်ပြန်ပြောနိုင်ပါတယ်ဆိုတဲ့ဟာကိုလည်းဘယ်လိုတစ်ချက်ပြန်တွေးရတယ်ပေါ့နော်ဟိုကိုကတော့အဲ့ဘာသာစကားကိုကွာသင်နာတာတော့မဟုတ်ဘူးရှင်တွေကဒါပေမဲ့ဝိညာဉ်တော်စင်းကြွားတဲ့အချိန်မှာကိုကလည်းအဲ့ဘာသာစကားကိုပြောတတ်သွားတာပေါ့ဗျာအဲ့လိုမျိုးနဲ့သူများကိုဧဝံဂေလိပြန်လုပ်တဲ့ပုံစံမျိုးကိုလည်းကျွန်တော်တို့တစ်ချက်ပြန်တွေးရပါတော့နောက်တော့တမန်တော်
ခန်းကြီး30ခန်းကြီး40 46မှာဆိုလေကော်နယ်လီအိမ်မှာပေထရိုကသွားပြီးတော့ဟောပြောတယ်ပေါ့နော်ဟိုမှာသူခရစ်တော်အကြောင်းသွားပြီးတော့ဟောပြောတယ်သွားပြီးတော့ဟောပြောတဲ့အချိန်မှာအဲ့ဒီတခြားသောသူတွေကဥပမာဘုရားသခင်ကိုယုံကြည်လို့ပဲမယုံကြည်တဲ့သူတွေရှိမှာပါအဲ့ချိန်မှာမယုံကြည်တဲ့သူတွေကပါအဲ့ပေထရိုပြောတဲ့ဟာတွေကိုနားလေပြီးတော့သူတို့ဘာသာစကားမဟုတ်ပဲနဲ့နားလေပြီးတော့ဘုရားသခင်ရဲ့ဂုဏ်တော်ကြီးမွမ်းတယ်ဆိုတဲ့အချက်တွေကိုတွေ့ရတယ်ပေါ့နော်သူတို့ဘာသာစကားနဲ့နားလေရပါတော့ပေထရိုကတော့သူ့ဘာသာစကားနဲ့သူပြောတာပေါ့အဲ့လိုမျိုးအချက်တွေလည်းပြန်တွေ့ရတယ်ကြတော့မှတမန်တော်19:6မှာဆိုလေအေဖက်မြို့မှာပေါလုကယုံကြည်သူများထံလက်တင်ပြီးတော့ဝိညာဉ်တော်ဆင်းသက်လာတဲ့အခါသူတို့ပြောရဲဆိုတာအမှကျွန်တော်တို့တစ်ချက်ပြန်ကြည့်မယ်ဆိုလည်းတွေ့ရတယ်ပေါ့နော်ဟောပေါလုဒီသူတို့ပေါ်တော့လက်တင်၍တက်ရှင်တော်ဝိညာဉ်တော်ဆင်းသက်တော်မူသဖြင့်သူတို့သည်အမျိုးမျိုးသောဘာသာစကားကိုပြော၍ပရောဖက်ပြုကြ၏မျိုးသောဘာသာစကားကိုပြောပြီးတော့ prophet ပြုတယ်ဆိုတော့သူတို့အဲ့ဘာသာစကားကိုသင်နာတာတော့မဟုတ်ဒါပေမဲ့သူတို့တခြင်းတော်ဝိညာဉ်တော်ဆင်းသက်ပြီးတော့ပြောတတ်သွားတယ်ဆိုတဲ့ပုံစံမျိုးတွေကျွန်တော်တို့တစ်ချက်ပြန်တွေ့ရတယ်ပေါ့နော်ဒီမှာစကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘာသာစကားပြောခြင်းဒီ၎င်းတစ်ကောစနစ်30မှာလည်းဘာသာစကားပြောခြင်းဒီ၎င်းကိုဘာသာပြန်ခြင်းဒီဝိညာဉ်တော်မှာပေးသနာတော်လက်ဆောင်ဖြစ်တယ်အဲ့လိုကျွန်တော်တို့အမှကျတော့ဘယ်လိုပြောလဲဘုရားသခင်လူတယောက်ကိုလက်ဆောင်တစ်ခုစီပေးရလို့တပုံပုံစံမျိုးချို့သူတွေကလည်းလို့အနာရောဂါပေးနိုင်တယ်ပြင်ရတယ်ချို့သူတွေကလည်းအတင်းတော်ပြီးဆုံးနိုင်တယ်ပြင်ရတယ်ချို့သူတွေကလည်းဘလို့ဆရာတော်ဘာသာစကားကိုပြောတတ်တဲ့အခွင့်ရတယ်ချို့တွေကတော့အဲ့လိုဘာသာပြန်တဲ့အခွင့်ရတယ်အဲ့လိုမျိုးနဲ့ဘုရားသခင်ကပြန်ပြီးတော့လူတွေကိုကောင်းချီးပေးရတယ်ဆိုတဲ့ပုံစံမျိုးတွေပြန်ပေးရတယ်ပေါ့နော်ဒါပေမဲ့တစ်ကော73တက်မှာဆရာကပြောသလိုတခြားသောဘာသာစကားကိုဘလောက်ပဲပြောချစ်ချင်းမြတ်တာမရှိတဲ့ချင်းကြီးဖြစ်တယ်ဆိုတော့မျိုးတယ်ပြန်တွေးရတယ်ပေါ့နော်ဘာသာစကားပြောခြင်းဒီတစ်ကော14နှစ်5မှာဆိုရင်ကျွန်တော်ဘာသာစကားပြောတဲ့ဘုရားသခင်တန်တို့ဆက်သွယ်ပြီးဝိညာဉ်ရေးရာအားဖြစ်ပေးတော်မူတဲ့ပြည်၎င်းတို့ကိုဝိညာဉ်တော်တွေများအကျိုးရှိဖို့အတွက်ဘာသာပြန်ဆိုရင်လိုအပ်သည်ပေါ်လို့ပြောတယ်ပေါ့နော်ကျွန်တော်တို့ခြားသောဘာသာစကားကိုဘလို့ပဲပြောဒီစကားကသူများနားမလဲလေကျွန်တော်ပြောနေရအယူကြီးဖြစ်နေအဲကြောင့်လေသူများနားလေဖို့ဆိုလေကျွန်တော်တို့လိုအပ်တယ်ဆိုတာမျိုးလေပြန်တွေးရတယ်ပေါ့နော်ဘာသာစကားနဲ့တစ်ကော14 22မှာလေဘာသာစကားပြောခြင်းဒီတဲ့ကြောင့်ဒီသူများတော်တာမဟုတ်ပဲမြုံကြည်သူတွေအတွက်လေလက္ခဏာတစ်ခုဖြစ်တယ်ဆိုတော့လေတွေ့ရပါပေါ့နော်တစ်ခါကြရင်ဘာသာစကားအဲ့လိုတခြားသောဘာသာစကားကိုပြောတဲ့သူဆိုရင်ကျွန်တော်တို့သိရမှာခါကြဟာနားမယ်တော့စောက်ယူပညာပေါ့အဲ့လိုထင်တယ်ပေါ့နော်ဒါမဲ့လေယုံကြည်သူအတွက်ဆိုတော့ဒါကတော့မထူးဆန်းဘူးပါသိရမှာအဲ့လိုပုံစံမျိုးလေကျွန်တော်တို့ပြန်တွေ့ရတယ်တမန်ကျမ်းစာရဲ့အဓိကအချက်မှာကျွန်တော်တို့သေချာပြန်ကြည့်မယ်ဆိုရင်အချက်2ချက်ကိုတွေ့ရတာပေါ့နော်ပေတေကုတ်တင်နေဖြစ်ရမှာကြတော့သူကတခြားသောဘာသာစကားဆိုတဲ့ဆရာပြောသလိုမျိုးသောဘာသာစကားဖြစ်ရလို့မဖြစ်သွားတာပေါ့မျိုးသောဘာသာစကားဖြစ်ရကိုကျွန်တော်တို့ပတ်ရှင်တော်ဝိညာဉ်တော်ဆင်းသက်ပြီးတော့အဲ့လိုတခြားသူတွေကိုလည်းသူတို့နားလည်တဲ့ဘာသာစကားနဲ့ကျွန်တော်တို့ပြန်ပြောနိုင်သွားတယ်ဆိုတော့ဖွင့်မျိုးလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ကျတော့အင်္ဂလိပ်မှာဆိုကျွန်တော်တို့ Sanogosia လို့ခေါ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်ကောရိန္သုဖြစ်ရပါတော့ကောရိန္သုဖြစ်မှာကြတော့ဘာသာစကားတခြားသောဘာသာစကားလို့ဖြစ်သွားတော့တခြားသောဘာသာစကားဆိုရင်ကျွန်တော်ဟောရှလာတို့ဘာတို့အဲ့လိုပုံစံမျိုးတွေပြောတဲ့ဟာတွေကကြတော့အဲ့လိုဖျားနေပဲစုတောင်းခြင်းအတွက်ပဲပြောသိတဲ့ဘာသာစကားတွေပေါ့နော်အဲ့လိုမျိုးတွေပြန်တွေးရတာပေါ့သူကနောက်ခံသမိုင်းကဒီနောက်ပိုင်းမှာအဲ့ဒီဘာသာစကားကဘယ်လိုမျိုးဖြစ်လာလဲဆိုတော့ပီဒီကုတ်တာနေ့မှာခရစ်ယာန်ဘာသာဝင်တွေအစောပိုင်းနဲ့ဖြစ်ပေါ်ပြီးတော့အထူးအဖြစ်တစ်ခုဖြစ်တယ်ရှင်ပြင်းရဲ့ဝိညာဉ်တော်စဉ်းစားကြလာခြင်းနဲ့ဘုရားသခင်တဘောတော်ပြတော်မူတာဣဗုံဂေလိလူမျိုးကလည်းပြန်သွားစေဖို့အတွက်လည်းရှိရွယ်တယ်ပေါ့တခြားသောဘာသာစကားလို့ပြောမယ်ဆိုမျိုးသောဘာသာစကားကလည်းကျွန်တော်တို့ဘုရားသခင်ကဣဗုံဂေလိပြန်သွားဖို့အတွက်သုံးတဲ့ကောင်းကြီးတစ်မျိုးလို့ပဲကျွန်တော်တို့မြင်တယ်ပေါ့နော်တမန်တော်ဘာသာစကားရဲ့အတိတ်ပဲတမန်တော်ဘာသာစကားများဒီတဲ့ဆန်နိုကလိုစီယာဖြစ်ပြီးတော့ဆန်နိုကလိုစီယာဆိုတာကပြောတဲ့အမျိုးသောဘာသာစကားပြောတာနော်လူမျိုးနားလည်နိုင်သောဘာသာစကားများဖြစ်သည်သို့တော်လည်းကောရိန္သုတော်ခေါ်ရတာတော့စကားများသည်တဲ့လူဆိုလေးရဖြစ်ပြီးတဲ့၎င်းဒီဝိညာဉ်ရေးရနဲ့ဆိုင်တဲ့ဆုတောင်းခြင်းသို့မဟုတ်ဘုရားသခင်နဲ့ဆက်သွယ်ခြင်းပုံစံတစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်တို့သိရတယ်ပေါ့နော်သမိုင်းဆိုင်ရာကိုကျွန်တော်တို့ပြန်လေ့လာမယ်ဆိုကျွန်တော်တို့အဲ့ဘာသာစကားကနောက်ပိုင်းမှာတခြားသောဘာသာစကားပြောရတယ်အဲ့လိုဟောရှနာတို့ရှာလာတို့ဘာညာတို့ပြောရတယ်အပြင်မှာပြန်တွေ့ရလဲဆိုတော့19ရာစု
ကုန်ပေါ့19ရာစုကုန်20ရာစုအစပိုင်းမှာကျွန်တော်တို့အဆူစာ street revival ဆိုတဲ့အဲ့ဘာသာတရားဟောပြောပွဲပေါ့အဲ့ဟောပြောပွဲလို့ပဲအဲ့လိုအသင်းအဖွဲ့တစ်ခုပေါ့နော်သူတို့ကလုပ်တဲ့ပွဲတစ်ခုမှာကျွန်တော်တို့အဲ့ကိစ္စကိုပြန်ပြီးတော့စပြီးတော့ပြန်တွေးရတယ်အဲ့မတိုင်ခင်ကတော့ဂျားထဲမှာရှိရင်တော့ရှိပဲဒါပေမဲ့အဲ့လောက်ထိဟိုထင်ထင်ပေါ်ပေါ်တော့မဖြစ်သေးဘူးအဲ့1960လုပ်တဲ့ပွဲမှာပဲကျွန်တော်သေချာပြန်ပြီးတော့အဲ့ဘာသာစကားပြောတာတွေကပြန်ပြီးတော့တွေ့လာတယ်ပေါ့နော်1960ခုနှစ်များတဲ့ခရစ်ယာန်များသည်ခရစ်ယာန်မှုကတော့ပေါ်လာပြီးဘာသာစကားပြောဆိုခြင်းပြီးတော့အသင်းတော်များသားက Roman Catholic အသင်းတော်များမှာပြန်ပေါ်လာတယ်အဲ့ဖြစ်ရက်ကနေပြီးတော့နောက်ပိုင်းအဲ့လိုအသင်းတော်တွေမှာလည်းအဲ့လိုစကားပြောတာတွေပါရှိလာတယ်ပေါ့ဒါပေမဲ့အဲ့လိုတခြားသောဘာသာစကားပြောတဲ့အသင်းတော်တွေကလည်းတခါကျရင်တစ်ခုနဲ့တစ်ခုကမတူကြဘူးပေါ့ဝဲရရတယ်ပေါ့တချို့ကကြတော့အဲ့လိုဘာသာပြန်တဲ့အဲ့လိုပြောတဲ့သူတွေလည်းရှိတယ်တချို့ကကြတော့ဘာသာပြန်ထားပဲသူတို့ကသူတို့ပြောတဲ့သူတွေလည်းရှိတယ်ပြီးတော့တချို့ကကြတော့အဲ့လိုလူတွေအများကြီးနဲ့ပြောတဲ့သူတွေလည်းရှိတယ်ကျွန်တော်တခါကျရင်ဟိုခြားကြောင်းမှာတို့တခါကျရင်ကိုရီးယားဟိုပြောတတ်လို့မဟုတ်ဘူးဗျာတင်မလားသူများတွေပြောလို့လိုက်ပြောတယ်ဆိုဟာလေလုယာဟောရှနာဘာဖြစ်နေများဖြစ်တယ် like aura တွေဘာမျိုးလည်းရှိတယ်တခါကျရင်အဲ့လိုကိစ္စတွေကမှားနိုင်တယ်ပေါ့နော်တကယ်တမ်းကိုယ်တိုင်ကတခြားသောဘာသာစကားကိုပြောတတ်လို့ပြောတာမဟုတ်ဘဲနဲ့အဲ့လိုသူများတွေပြောတာကြားရင်းနဲ့ကိုကနားရောက်ပြီးတော့အဲ့လိုဝိညာဉ်တော်ရတဲ့အချိန်မှာအဲ့လိုလိုက်ပြောမိသွားတာမျိုးလည်းရှိတယ်ပေါ့နော်ဒါကြည့်ရမှာကျွန်တော်အိမ်မှာဆိုဟိုတချင်းတစ်ပုတ်ကျွန်တော်နားမထောင်ဘူးဗျာကျွန်တော်အိမ်ရလူတွေကအဲ့တချင်းကိုခဏဆိုကြာတော့ကျွန်တော်ကအဲ့တချင်းကိုရပြီးတော့နောက်ကနေလိုက်ဆိုပြီးအဲ့လိုမျိုးပုံစံနေနဲ့ကျွန်တော်တို့ခန္ဓာကိုယ်ကနေအဲ့လိုမျိုးတုတ်ပြန်လာတဲ့အရာမျိုးတွေကိုလည်းရှိတယ်ပေါ့နော်အဲ့ဒါကိုကြတော့ဝိညာဉ်တော်ရဲ့တကယ်တမ်းစဉ်သက်တယ်လို့ပြောလို့မရဘူးပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်သတိထားဖို့လိုတယ်ပေါ့နော်အဲ့ဒီချက်လေးဒီအောက်ကတော့သူဆက်ရှင်းတာတော့အဲ့ဟိုအသင်းတော်တွေကနေသူတို့အဲ့ဘာသာစကားပြောတဲ့ပုံစံတွေအမျိုးမျိုးရှိတယ်ပေါ့နော်အဲ့ဒါကမှဟိုဘယ်လိုအသင်းတော်ရိုးရအသင်းတော်မှာဆိုလဲဥပမာပြောရိုးရအသင်းတော်တွေအများစုကတော့အဲ့ဥစ္စာကိုသိပြီးတော့ဟိုလက်မခံဘူးပေါ့နော်ဟိုလက်ဆောင်တစ်ခုအနေနဲ့တော့လက်ခံနေဆိုပေမဲ့ဟိုတကယ်တမ်းဟိုဘာသာစကားအသင်းတော်တွေမှာအဲ့လိုဘာသာစကားပြောတော့ရှားပါတယ်ပေါ့အဲ့လိုမျိုးလေးတွေ့ရတယ်ပေါ့အောက်ကတော့အချင်းကျုံနဲ့သမိုင်းနောက်ခံအကြောင်းလေးသူရေးထားတာပေါ့နော်အဲ့ဒါလေကျွန်တော်ပြောပြတာနားလေတော့အဲ့လိုသူဟိုစလိုင်းရေးရတဲ့ဟာကိုနည်းနည်းဖတ်ကြည့်ရင်တော့အထောက်အကူပြုမယ်လို့ထင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါညီလေးဆိုတော့ကြံရှိတဲ့သူတွေလည်းမပြပေးပါဘူးနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်လို့ဒီနေ့နော်ဒီနေ့ခုနအစပြုဆုတောင်းထားသလိုပဲပေါ့နော်နားမလည်သေးသောအရာတွေပေါ့နော်ဘုရားသခင်ဖွင့်ပြခြင်းခံရဖို့ဆိုတဲ့အရာဒီနေ့တော့ကျေးဇူးတော်ကြီးမှန်ပါတယ်လို့ဒီနေ့ကျမကိုဘုရားသခင်ကဒီကျေးဇူးတော်ကြီးမှန်စရာဒီနေ့ဘုရားသခင်ကျမကိုပေးထားတဲ့ကျမရဲ့နံရိုးရှင်ကျမခင်မွန်းတယ်ပေါ့နော်ဘုရားသခင်တာပြီးတော့မှအသုံးပြုပါစေလို့ဒီနေ့သူ့အဖြစ်ကျမဒီအရာနဲ့ပတ်သက်ပြီးတော့ဒီဘာသာစကားတွေပေါ့နော်ဒီ other stand တွေနဲ့ပတ်သက်ပြီးတော့ကျမနားမလည်ဘူးအဲ့အရာတွေကိုကျမကြိုက်လည်းမကြိုက်ဘူးနားလည်းမလည်ဘူးပေါ့နော်ပထမဒီလိုမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့ကျမဒီနေ့နှုတ်ကပတ်တော်အားဖြင့်သိလိုက်ရတဲ့အရာကရှင်းလင်းတယ်အရန်ကိုပဲရှင်းလင်းတဲ့သဘောဘုရားသခင်ကဒီနေ့ဖွင့်ပြတယ်ပေါ့နော်ကျမတို့ကသိထားရမယ့်အရာကကျမတို့ကဒီနေ့ယုံကြည်သူအသက်တာမှာအဓိကတော့ချက်ဖြစ်တဲ့ကျမတို့ကဒီနေ့ပိုင်းခြားနိုင်သောဉာဏ်ပေါ့နော်ပိုင်းခြားနိုင်သောဉာဏ်ကဘုရားကကျမတို့ကိုနှုတ်ကပတ်တော်အားဖြင့်ပဲကျမတို့ကိုပေးထားတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ယုံကြည်သူတယောက်ရဲ့အသက်တာမှာအဓိကနှုတ်ကပတ်တော်ရှိဖို့လိုအပ်တယ်ကျမတို့သိကျင်တဲ့အရာတွေကျမတို့သိကျင်တဲ့အဖြစ်တွေအရာအားလုံးဒီနေ့နှုတ်ကပတ်တော်ထဲမှာရှိတယ်ဆိုတာကိုဒီနေ့ရှင်းလင်းစွာဘုရားသခင်ဒီနေ့ဖော်ပြပေးတယ်ပေါ့နော်ထို့အတွက်ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့နော်ခေါင်းစဉ်3ခုနဲ့သူရှင်းပြသွားတယ်ကျမ်းစာထဲမှာရှိရဘုရားသခင်ဖွင့်ပြတဲ့ဘာသာစကားဆိုပြီးတော့မှ3မျိုးပေါ့နော်3မျိုးကိုကျမတို့ရှင်းပြသွားတယ်ပထမစကားတော့ထူးခြားတဲ့ဘာသာစကားပေါ့နော်ထူးခြားတဲ့ဘာသာစကားပြီးရင်ဒုတိယတစ်ခုကကြတော့အမျိုးမျိုးသောဘာသာစကားဖြစ်ပြီးတော့မှတတိယတစ်ခုကတော့အခြားသောဘာသာစကားဆိုပြီး3မျိုးရှင်းပြသွားတဲ့အခါမှာကျမကဒီနေ့ဒီမှာဘာကိုမြင်လိုက်လဲဆိုတော့ကျမဒီနေ့ဒီ3ခုသလုံးဘာသာစကား3ခုသလုံးကဒီနေ့ယေရှုခရစ်တော်ဖခင်ကိုပဲဒီနေ့ဗဟိုပြုတယ်ကိုစားပြုတယ်ဆိုတာကို
ကျွန်မဒီနေ့ရှင်းလင်းစွာသိလိုက်ရတယ်။ဘာဖြစ်လဲဆိုတော့ထူးခြားတဲ့ဘာသာစကားဆိုရင်လည်းလူဟောင်းကနေလူသစ်ဖြစ်တဲ့အခါမှာအရင်လူဟောင်းအတ္တတာမှာဇာတိတိုင်းပြောခြင်းဆိုခြင်းအရာအလုံးကခရစ်တော်ကိုရရှိပိုင်ဆိုင်ထားတဲ့လူသစ်တယောက်ဖြစ်သွားတဲ့အခါမှာသူ့ရဲ့နေထိုင်ပြုမှုပြောဆိုပုံတွေကပြောင်းလဲသွားတယ်ဆိုတော့ဒီနေ့လူသစ်ဖြစ်ခြင်းကခရစ်တော်ရရှိခြင်းဖြစ်လို့ဒီနေ့ထူးခြားတဲ့ဘာသာစကားဆိုတဲ့အရာကလည်းခရစ်တော်ကိုပဲဒီနေ့ဗဟိုပြုတယ်ဘုရားသခင်ကိုပဲကိုးစားပြုတယ်ဆိုတာကိုကျမတို့ဒီနေ့ပိုင်းခြားစွာသိရတယ်နံပါတ်1မှာလည်းအဲ့လိုပဲအမျိုးမျိုးသောဘာသာစကားတမန်တော်4နဲ့နော်ဒီနေ့ပြောပြသွားတဲ့အရာမှာလည်းဒီနေ့အမျိုးမျိုးသောဘာသာစကားတော့တန်ရှင်းသောဝိညာဉ်တော်အားဖြင့်သာနားလည်စေတယ်ဘုရားသခင်လှုပ်ပေးပြီးတော့မှဘုရားသခင်ဖွင့်ပြမှသာနားလေတယ်ပေါ့နော်သူလည်းတက်တည်ခံသွားတယ်သူ့တက်တာမှာဒီနေ့ဥပဒေသွားလှုပ်ဆောင်တဲ့အခါမှာပေါ့နော်လူမျိုးမတူဘာသာလူမျိုးမတူတဲ့လူတွေကိုဥပဒေလှုပ်ဆောင်ရတဲ့အခါမှာဒီနေ့ဘုရားသခင်ဖွင့်ပြလို့ဒီနေ့ပြောတဲ့ဥပဒေစကားတွေကိုနားလည်ပြီးတော့မှအတ္တတာတွေပြောင်းလဲကြတယ်ဆိုတဲ့အရာပေါ့နော်ခုနဒီကိုစလိုင်းပြောပြသွားတဲ့အရာလေးကိုမှသားပြန်ပြီးတော့မှပြောပြသွားတာလေပေါ့နော်အရန်ပဲချိတ်ဆက်မိတယ်ပေါ့နော်ချိတ်ဆက်မိတယ်ခုနဒီသူတို့အဲ့မှာတမန်တော်တွေပေါ့နော်အဲ့လိုမင်းညံကဲတို့သူတို့နှုတ်တွေအဲ့လိုဖွင့်ပြတဲ့အခါမှာသူတို့ပြောတဲ့စကားတွေကိုနော်သူတို့ဝေငှတဲ့အရာတွေကိုနားလည်စေဆိုတဲ့အရာပေါ့နော်ဒါကလည်းထိုနှုတ်ကွက်တော်နဲ့ကျွန်မဒီနေ့ချိတ်ဆက်ပြီးတော့မှပို့နားလည်သွားတယ်ပေါ့နော်ဒီနေ့ပေါ့နော်ဒီလိုအရာတွေကလည်းမျိုးမျိုးသောဘာသာစကားဆိုတာလည်းဒီနေ့ဖျားသခင်ဖွင့်ပြမှသာဖြစ်တယ်ဖျားသခင်ဖွင့်ပြမှသာဒီဘာသာဥမာလူမျိုးမျိုးဘာသာမျိုးမျိုးကြားရနေဒီနေ့ဝေငှတက်တည်ခံနေတဲ့ဒီနေ့အဖျားအသုံးပြုနေတဲ့ဆရာတွေရဲ့ဒီနေ့ဝေငှတက်တည်ခံခြင်းတွေကိုသူတို့နားလည်ကြတယ်ဆိုတဲ့အရာပေါ့နော်နှုတ်ကပတ်တော်အဖြစ်လည်းထောက်ပြသွားတယ်ဖော်ပြသွားတာဖြစ်တဲ့အတွက်ကြောင့်ဒီအမျိုးမျိုးသောဘာသာစကားနဲ့ပတ်သက်ပြီးတော့လည်းအရန်ဥမာရှင်းလင်းတယ်ပေါ့နော်ဒီနေ့ကျမတို့ကြုံတွေ့နေရတာတော့ခြားသောဘာသာစကားပေါ့နော်ခြားသောဘာသာစကားများစွာလည်းကြုံရတယ်ပေါ့နော်ကိုလည်းတစ်ခါမှနားမလည်ဘူးတစ်ခါမှလည်းနားလည်တဲ့သဘောတွေမရှိခဲ့ဘူးပေါ့နော်အဲ့ဒါကိုဒီနေ့ရှင်းလင်းစွာသိခဲ့ရတယ်ပေါ့နော်အာသာတန်းဆိုတာကဘုရားရှိတယ်တကယ်လည်းရှိတယ်ဒါပေမဲ့ပေါ့နော်ကိုနဲ့ဖျားနဲ့မိသားရဖွဲ့တဲ့အချိန်ယူတဲ့နေရာမှာဒီຢာတွေကပို့ပြီးအသုံးပြုခြင်းနဲ့လူများရှိမှပြောဆိုတတ်သိခံတဲ့အခါမှာတော့လူများနားလဲအောင်ပြန်ပြီးတော့မှလှုပ်ဆောင်တာပိုကောင်းတယ်ပေါ့နော်ကျမတို့ကဒီຢာတွေကိုပြန်ပြီးတော့မှကျမတို့ကရှုံချဖို့ဝေဖန်ဖို့မဟုတ်ပဲနဲ့ပေါ့နော်ကျမတို့ကထိုသဘောကိုနားလဲတာရတယ်ဆိုလို့ရှိရင်ကျမတို့ကနှုတ်ကပတ်တော်မှန်တယ်ဆိုရင်ယူရမယ်နှုတ်ကပတ်တော်မှားတယ်ဆိုရင်ကျမတို့ကဖယ်ရမယ်အဓိကတော့ကျမတို့အတ္တတာထဲမှာဒီနေ့ဖျားစကားနှုတ်ကပတ်တော်ကိုပိုင်းခြားစွာသိထားတယ်ဆိုလို့ရှိရင်เนาะကျမတို့အတ္တတာယုံကြည်သူအတ္တတာမှာဒီနေ့ဒီနှုတ်ကပတ်တော်ဖျားစကားကိုကျမတို့ကသူများခုခတ်ပြီးသားအရာကိုအစင်သစ်စားတာမဟုတ်ဘဲနဲ့ကိုယ်တိုင်ပေါ့နော်ခုခတ်ပြီးတော့မှကိုယ်စိတ်တိုင်းကြပို့ပြီးတော့စားသုံးတာဘုရားသခင်ဖွင့်ပြခြင်းပို့ခံစားရမယ်လို့ကျမတို့ဒီနေ့မြင်မိရပေါ့နော်အဲ့လိုမျိုးဆိုတော့ကျမတို့ဒီနေ့အတွက်အများကြီးကျေးဇူးတော်ချီးမွမ်းပါတယ်လို့ကိုမသိသေးတဲ့အရာတွေကိုနားမလည်သေးတဲ့အရာတွေနှုတ်ကပတ်တော်ထဲမှာရှိနေတာဖြစ်တဲ့အတွက်ဘုရားသခင်နှုတ်ကပတ်တော်လည်းတာပြီးတော့မှဘုံကြည့်ဖို့ပေါ့နော်ဒီနေ့ပေါ့နော်ဝိညာဉ်တက်တဲ့ခံသွားတဲ့ကျမခင်မွန်းတဲ့ဖြစ်တဲ့ဆရာစောကျွန်လည်းဘုရားသခင်ဆက်လက်ပြီးတော့မှအသုံးပြုဖို့ပေါ့နော်ဒီနေ့ကျမတို့မသိနိုင်သေးတဲ့အရာတွေကိုဒီနေ့ဖော်ပြပေးတယ်ကိုစားပြောပေးတဲ့တားတဲ့အတွက်လည်းအားလုံးပေါ်မှာလည်းပေါ့နော်ဘုရားသခင်ကောင်းချီးပေးပါစေလို့ကျမတို့ဒီနေ့ဒီလောက်ပါပဲရောက်တာဘုရားသခင်ကောင်းချီးပေးပါစေညီကိုလက်ကီနည်းဖော်ပြပေးပါဦးနော်ပါရှိသေးတယ်ကိုရမ်းများတော့ကျွန်တော်လိုက်မမီတော့အဲ့ဒါကြီးတော့ပြောမှမှားပါမှာဆိုလို့ကိုမပြောတော့ပါဘူးအဲ့ဒါကြောင့်မို့ကျွန်တော်ပြပါနော်ဟုတ်နော်ဟုတ်ကဲ့ thank you သမီးအားဆဲဗာများပြောဖို့ရှိလဲAre you ကြားရလားကြားပါတယ်ဟုတ်ကဲ့ရှေ့စားဖျားတဲ့ခင်ကျေးဇူးတင်တယ်သမီးအသက်တာမှာစေလကအဲ့လိုမျိုးအခြားသောဘာသာစကားနဲ့ကဆွတောင်းပေးရအောင်ခံရဘူးကွယ်နောက်ပြီးတော့အဲ့လိုမျိုးအခြားသောဘာသာစကားနဲ့ Hallelujah Allah Shabla တလကိုကောင်းမတင်နာ
သင်ခံစားနေရဝတ္တာတွေအကုန်လုံးပျောက်ကင်းအဲ့လိုမျိုးကစိတ်မွားနေပြီးတော့မိုက်ကြီးနဲ့အော်တချင်းနဲ့ဖွင့်ပြီးတော့အောက်ကလူတွေကလည်းမျက်ရည်ပေါက်ကျပြီးတော့ယုံကြည်ပြီးတော့ကိုးကွယ်နေရလို့လည်းအရှိမရင်တွေ့ဘူးတယ်တွေ့ဘူးတော့ကိုယ့်အသက်တာမှာလည်းဒါလည်းအဲ့လိုမျိုးပြောချင်လိုက်တာဆိုပြီးတော့အဲ့လိုမျိုးဖြစ်ဘူးရပေါ့နော်ဖျားသခင်ကဆူတောင်းတယ်ဖျားသခင်အဲ့လိုမျိုးပြောတတ်ရင်ဖျားပို့ပြီးတော့ချစ်လို့အဲ့လိုမျိုးပြောတတ်ကြတာလားပို့ပြီးတော့ဖျားသခင်ကောင်းချီးပေးမှအဲ့လိုမျိုးပြောတတ်တာလားဆိုပြီးတော့အဲ့လိုမျိုးထင်မှဖြစ်မိသေးရပေါ့နော်အခုဆရာကျွန်းပြောရစေအဲ့လိုမျိုးအခြားသောဘာသာစကားပြောတတ်မှကဲ့တင်ချင်းရတာမဟုတ်ဆိုတာကိုသိရတယ်ဆရာခြားသောဘာသာစကားပြောတတ်ဖို့ဆိုတာကအတင်းအကျပ်လုပ်ယူလို့ရတဲ့အရာလည်းမဟုတ်အဲ့လိုမျိုးပြောတတ်ခြင်းကလည်းကျေးဇူးတော်တစ်ခုလည်းဖြစ်တယ်ကွာအကောင်းဆုံးအသုံးချနိုင်ကျေးဇူးတော်ဖြစ်တယ်လို့လည်းမြင်မိရပေါ့နော်အဲ့လိုမျိုးမြင်မိရပေါ့နော်နောက်ပြီးတော့ကောရိန္သုခန်းကြီး73အခန်းငယ်1မှာဆိုပြောတာနော်ဖတ်ပြမယ်နော်ငါဒီလူဘာသာစကားကို၎င်းကောင်းကင်တမန်ဘာသာစကားကို၎င်းပြောလိုက်တော့လဲမေတ္တာမရှိတဲ့အတမီတော်တဘိုးခရာကဲ့သို့၎င်းတီးတန်ကိုသာပေးတတ်သောလင်းခွေကဲ့သို့၎င်းဖြစ်၏အကျန်းစာလေးကိုဆင်ခြင်ပြီးတော့စစ်မှန်ခြင်းမရှိဘဲတော့အလဘာရှာလဘာဟာလေလုယာဆိုပြီးအဲ့လိုမျိုးပြောတဲ့တချို့ပေါ့နော်အဲ့လိုမျိုးထင်မိရနောက်ပြီးတော့ဆရာကျော်ခုနကပြောရစေဟိုဘာလဲကရိတုခန်းကြီးကရိတုဩဝါဒစာပထမဆောင်နဲ့အခန်းကြီး14အခန်းငယ်20မှာတို့ဖြစ်၍တဲ့အခြားသောဘာသာစကားတို့သည်ယုံကြည်သောသူတို့ခဏလေးနော် sorry ကျန်ညမှာပါလားကရိတုဩဝါဒစာပထမဆောင်ခန်းကြီး14အခန်းငယ်19 20နဲ့မဟုတ်19မှာပါ sorry ပါအခန်းငယ်19မှာစေတိုးတော်လေးအသင်းတော်၌အခြားသောဘာသာစကားဖြင့်စကားတတောင်းကိုပြောနိုင်သည့်ထက်သူတစ်ပါးတို့ကိုလည်းတွင်တင်ခြင်းစကား9ခုကိုဉာဏ်နဲ့တကွပြောနိုင်သောအခွင့်ကိုသာဖျားသခင်ကပို့ပြီးအလိုရှိရဆိုပြီးအဲ့လိုမျိုးပြောတာအမှပို့ပြီးတော့ဂျင်းထဲမှာခံစားရတာအဲ့လိုမျိုးအခြားသောဘာသာစကားပြောတတ်မှမဟုတ်ဖျားသခင်ရဲ့သတင်းစကားကိုပို့ပြီးတော့တခြားသူအဲ့လိုမျိုးပြောနိုင်လဲပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးခံစားရတာပေါ့နော်အရောက်စီတာကျေးဇူးတင်ပါတယ် Okay ပါတွန်းတော်ဘာပဲပြောဖို့ရှိတယ်တွန်းတော်ကြားတယ်ကြားပါတယ်ဒီနေ့ခွန်အားရတဲ့အရာအများကြီးရှိတယ်မောင်းစာနဲ့ချားချင်းကဖွင့်ကြတဲ့အရာကတော့ဖျားခင်ပေးရဲ့စုကျေးဇူးပေါ့စုကျေးဇူးကပြောရမယ်ဒီအကြောင်းထဲမှာတော့ခြားသောဘာသာစကားကိုနားလည်နိုင်တဲ့ဖွင့်ပြနိုင်တဲ့ပညာတွေဖျားခင်ရှိမှစုတောင်းရတယ်ပေါ့အဲ့ဒါကိုသူကညှိကြည့်တဲ့အခါမှာဖျားခင်ကြီးမှာဖျားခင်ကိုဘာစီစုကျေးဇူးပေးရတယ်ဆိုတာကိုသိရှိတဲ့အခါမှာဒီစုကျေးဇူးကိုအသုံးချတဲ့အခါမှာလေကိုယ့်ရဲ့လောကမှာအသုံးချတဲ့စုကျေးဇူးကိုပဲလေဖျားခင်အတွက်ပြန်အသုံးချတဲ့စုကျေးဇူးဖြစ်တယ်ပေါ့ပြီးတော့အဲ့စုကျေးဇူးကိုလည်းကိုကတရားထိမ့်တယ်ဒီပေါ့ဥပမာမြုံကြီးတွေရှိမှဒီစုကျေးဇူးကြီးကပြောမလဲအခြားသောဘာသာစကားမှာကျတော့မြုံကြီးတွေကြည့်တဲ့အခါမှာဒီစကားကြီးကပြောနေတဲ့လူတွေကအယူကြီးပြလို့ဖြစ်နေဆိုတော့အဲ့လိုမျိုးပေါ့ကိုယ့်ရဲ့အခုရရှိတဲ့စုကျေးဇူးကိုမြုံကြီးတွေရှိမှလည်းဒါဖျားပေးရတဲ့စုကျေးဇူးကိုကောင်းကောင်းမသုံးချတတ်တယ်ဆိုတာကိုမြုံကြီးရှိမှလည်းဖျားဘုံတော့ထင်ရှားစေဖို့ဒီဖျားပေးရတဲ့စုကျေးဇူးကောင်းစွာနဲ့သုံးချတတ်စေဖို့အဲ့ဒါဖွင့်ကြရပေါ့နောက်ချက်ကကြတော့အခြားသောဘာသာစကားပြောနေတဲ့လူတွေကကိုကဖျားကြောင့်တက်ကြည့်တဲ့အခါမှာကိုစဉ်းစားရပေါ့မျက်စိရမိတ်ပြီးတော့အကုန်လုံးကအခြားသောဘာသာစကားကိုပြောတဲ့အခါမှာမျက်ရည်ဘူးဒီလုံးလုံးညီကြပြီးတော့ပြစ်လဲနေလူတွေပြစ်လဲ
ခုံနေလို့ရခုံနေကြည့်တဲ့အခါမှာသူတို့ကဒီဘာသာစကားကိုနားလည်ပြီးတော့သူတို့ပြောနေတဲ့စကားဘယ်လိုဝမ်းနဲ့နေတဲ့စကားကြီးလားဘယ်လိုဖျားခြင်းကျေးဇူးတော်ကြီးမွမ်းနေတဲ့စကားကြီးလားဆိုစဉ်းစားပြီးတော့အဲ့ဒီမှာကိုကဘာလို့နားမလဲရလဲဆိုကိုကမျက်စိမိတ်ကားမှာလားမျက်စိဖွင့်ရမှာလားသူတို့ကဆူတောင်းနေရလားဆူမတောင်းနေရလားဆိုတာလည်းမသိဘူးပေါ့အဲ့လိုထက်ဒီမှာကိုရင်သူ14 15မှာပြောထားလို့ပဲအဲ့လိုစကားကြီးပြောမယ်စားကိုနားလေတဲ့စကားကိုပြောပြီးတော့ဖျားခင်ဆူတောင်းတဲ့အရာဖျားရဲ့ဂုဏ်တော်ကြီးမန်းတဲ့အရာပို့ပြီးတော့ကောင်းတယ်ဆိုတာကိုသိရှိရတယ်ပေါ့ပြီးတော့အဲ့လိုပြောနေတဲ့လူတွေကိုလည်းဖျားခင်ကကိုနဲ့ဆိုင်ကိုကတားဆီးနေရမှာမဟုတ်ပေါ့ဒီဘသူဖျားခင်ကပြန်စီပြင်ကောင်းမယ်ဆိုတာကိုဒီနေ့မှာအခြားသောဘာစကားကိုကောင်းစွာနဲ့ထားနေပြီးတော့ဖျားခင်ဖွင့်ပြတဲ့အရာတွေလည်းကျေးဇူးတင်ပါတယ်ကျန်တဲ့ယုံကြည်ခြင်းကိုဖျားခင်ကောင်းချီးပေးပါတယ်အာမင်အာမင်မိမဘာပြောပြမရှိလဲမိမ ရအောင်ကျေးဇူးတင်တယ်နော်ဘာဖြစ်မိမတို့အသက်တာမှာပေါ့နော်ခြားတော့ဘာသာစကားမိမရဲ့ပေါ့နော်ကိုအဲ့လိုမျိုးပေါ့နော်ကမ်တစ်ခုတက်တာပေါ့တက်တဲ့ချိန်မှာအခြားသောဘာသာစကားသင်ပေးတယ်အမေမိမတို့ရဲ့ကြားလာခဲ့တဲ့အရာသင်ပေးတာမရှိဘူးလေဖះနဲ့ကိုနဲ့ပြောတာရဲ့တန်ရှင်းသောဝိညာဉ်တော်ပြအခြားသောဘာသာစကားမပြောတတ်တဲ့လူကပဲလူဆိုးလို့အဲ့လိုမျိုးဒီမှာနှုတ်ကပတ်တော်တွေမှာမတို့တန်ရှင်းသောဝိညာဉ်တော်ဘုရားကဘယ်တော့မှယုံရင်ခတ်မလုပ်ဘူးတော့မှယုံရင်ခတ်ပြီးတော့ရှုပ်ချက်တွေခတ်ပြီးအဲ့ကမ်ကိုသွားတဲ့ချိန်မှာမရဲ့အသက်တာမှာလေအခြားသောဘာသာစကားငါပဲမပြောတတ်လို့လားသူကပေါ့နော်မရဘူးတဲ့စင်မောကနေပြီးတော့နော်အခြားသောဘာသာစကားပဲဒါပေမဲ့မတို့ဒီပြစ်မှာကြားတာငယ်အဲ့ချိန်တော့ကကြတော့နှုတ်ကပတ်တော်ကိုဘာမသိညာမသိဆိုဘာမှမသိတော့အညာခံရတယ်ဆိုတဲ့အတိုင်းပဲပေါ့နှုတ်ကပတ်တော်ကိုမသိတဲ့ခါမှာမတို့လေပလေးတွေနဲ့လက်ပြီးတော့မတို့စာတန်းလောက်သွားတယ်မှာရုံးရင်းနေခတ်တဲ့ချိန်မှာမတို့ဘာဖြစ်ချင်လဲဆိုအဲ့ကနေပြီးတော့ကွဲပြောက်သွားချင်တယ်အဲ့ကမ်တွေကနေမတို့အဲ့ကမ်ကလေဘယ်လိုအဲ့ကမ်တစ်ခုတက်လိုက်တဲ့ချိန်မှာအဲ့အထဲကိုဝင်လိုက်တာနဲ့ပြီးမှတခါလေချုပ်တိုက်လို့မျိုးခံစားရတယ်နောက်တော့အဲ့လိုတင်တန်းတက်တဲ့အခါမှာလေဘယ်လိုမျိုးဆိုဗါလေအခြားသောဘာသာစကားမပြောတတ်လို့မရဘူးလေပြောရမယ်ဆိုအရှိစောကနေသူများတွေကိုလည်းမေးကြည့်တော့အခြားသောဘာသာစကားကနော်တယောက်နဲ့တယောက်ဘာသာပြန်ရမယ်အဲ့လိုမျိုးပြောတဲ့လူကလေမတို့နောက်က3ယောက်လောက်ရှိရမှာဟုတ်2ယောက်လောက်ဆိုတော့နှုတ်ကပတ်တော်ထဲမှာပါတယ်လေအဲ့တော့မတို့ကနှုတ်ကပတ်တော်သိမဖတ်သေးတာမသိဘူးသူတို့ပြောတာတွေကတကယ်ဘဝကြီးတွေပေါ့ဘဝကြီးတွေကိုခံစားမိတယ်ပေါ့နော်ဖျားခင်ကိုအခုမှပေါ့နော်နန်းနဲ့မတို့ကိုနားလဲနိုင်တဲ့ဉာဏ်ပညာပေးတဲ့ဖျားကိုကျေးဇူးတင်တယ်ဘာလို့အဲ့မှာသူတို့ကတင်ရုံးရင်းနေခတ်ပြီးတော့ပေါ့ငါတို့ပဲမပြောတော့မှငိုကြတယ်လူလိတ်ကြတယ်တခါကွာဒါဘာလဲမသိဆိုနှုတ်မင်းအဲ့လိုမျိုးအင်တာနက်ပေါ်တင်လိုက်တာပေါ့ဟဲ့တယ်ဘာလဲကလပ်ရောက်နေတာလားတဲ့ဘုရားကြီးအဲ့မှာခြေခွဲထားတယ်တိလားငါတို့ကလပ်ရောက်တဲ့ပုံစံလိုမျိုးဖြစ်တာလားဆိုမယုံကြည်သူအဲ့ဒါအမတို့အသက်တာမှာနော်ဒီနှုတ်ကပတ်တော့ဘာလဲကောရိန္သု14 19မှာနော်အမတို့ဉာဏ်ပညာစကား1000ကိုပြောနိုင်တော့လေသူတပားတုံတင်ချင်းငါတဲ့စကား9ခုကိုပြောအဲ့နှုတ်ကပတ်တော့19မှာဆိုအမတို့အဲ့ဖះရဲ့နှုတ်ကပတ်တော့အဲ့ဒါလေးပြောရင်တော့မှနားလဲဘာတွေပောက်ကရတွေ1000လောက်လေးပြောပြီးတော့အဲ့ဘေးနာတယောက်ကိုပေါ့နော်သူတို့တွေပြောတယ်ပေါ့သူတို့ဆရာမတယောက်ပဲ prophet တွေဘာတွေညာတွေပြုတယ်ဆိုကိုတွေထပ်ပဲနှုတ်ကပတ်တော့ကျွမ်းတယ်ပေါ့နှုတ်ကပတ်တော့မဖတ်တဲ့ခါမှာဘာမသိညာမသိနဲ့အလကားနေလိန်ခံရတယ်ဆိုတာမှန်ပဲနော်ဒါပေမဲ့အမှသွားမိလိုက်တာသူတို့လည်းမသိဘူးတဲ့ဟိုဆရာပြောဆိုလို့ပြောတာလေသူတို့အဲ့လိုမပြောရင်မတို့ပဲဘယ်လိုလဲမသိဘူးပြောခံရတယ်အဲ့ဒီဆိုဖျားခင်မတို့နှုတ်ကပတ်တော်မသိတဲ့ခါမှာမတို့အသက်တာမှာနှုတ်ကပတ်တော်ယုံကြည်သူတွေရဲ့အသက်တာမှာနှုတ်ကပတ်တော်သိဖို့လိုအပ်တယ်ပေါ့မသိတဲ့ခါမှာနော်ဟောခြင်းနဲ့ဟာဟောခြင်းနဲ့ဆရာတွေကတက်ဟောကိုရီးယားနှုတ်ကပတ်တော်နားမလဲခါမှာဗာအခြားသောဘာသာစကားပြောဆိုတော့လှိတ်ပြောတော့တာပဲပြောချင်တာတွေပြောတော့ကိုလည်းနားလေလားလို့မေးကြည့်မသိဘူးမပြောလို့ရှိပဲကိုအဘေးနားနေပဲဗာပြောမှလည်းမသိဘူးဆိုတဲ့အရာနဲ့ပေါ့နော်အဲ့လိုမဟုတ်ပဲပေါ့မတို့တက်တာမှာဖျားနဲ့ကိုနဲ့ဒီအခြားသောဘာသာစကားကိုပြောဖို့လိုတယ်ပေါ့နော်အသက်တာမှာမတို့ကသူများပြောတဲ့အတိုင်းမဟုတ်ပဲနဲ့နှုတ်ကပတ်တော်ကဖျားကကိုဖာပြောစေချင်တဲ့အရာကိုဖះနဲ့ကိုနဲ့ပြောတာအကောင်းဆုံးပဲတခါကျရင်မတို့အသက်တာမှာဘာတွေပြောမှလည်းမသိတဲ့အရာမျိုးမဖြစ်ဖို့နော်ဒီနှုတ်ကပတ်တော်အမတို့တန်ရှင်းသောဝိညာဉ်တော်ဘယ်တော့မှယုံရင်မခတ်ဘူးနော်ငြိမ်ဝတ်တယ်ဖះရဲ့စကားအတန်ကိုတိတိကျကျနားထောင်တတ်ဖို့နော်သူများပြောတယ်မဟုတ်ဘဲနဲ့အခုဆိုသူများတွေကတင်ပေးတယ်ပေါ့ဘာတွေပြောမှလည်းမသိဘူးဒီမှာအရင်ကအဲ့ခြားသောဘာသာစကားကိုပေါ့ပုတ်ခတ်တာလည်းမဟုတ်တိတ်ပြီးတော့ရှင်းပြတော့မှလက်ခံတာလေတချို့လူကြတော့မရှင်းပြဘဲနဲ့မေးဆရာဘာပြောတာလဲလို့အဲ့ဆရာမတွေထပ်မေးတယ်သူတို့က
နှုတ်ကပတ်တော်ဖတ်ကြည့်တဲ့နှုတ်ကပတ်တော်ကိုသူတို့ပြောတဲ့ဟာကိုဆရာမတို့အဲ့ဒါဆိုရင်တို့နှုတ်ကပတ်တော်ကဒီလိုပြောတယ်ပေါ့နော်အဲ့လိုမျိုးရှင်းပြတဲ့လူတွေမှာသူတို့တွေမှာလည်းဟိုအဖြေမရှိဘူးပေါ့နော်ကိုတွေပြောတဲ့အခါမှာသူများတွေအတွက်ဟိုမယုံကြည်သူတွေကိုကအသင်းတော်ကိုခေါ်လာခဲ့မှာအသင်းအဲ့လိုသူများတွေကကိုယ့်ကိုမေးတဲ့အခါမှာကိုတွေကဘယ်လိုမျိုးဖြစ်မှာနော်သူများတွေကျမတက်ရည်ဆရာတွေဟိုဟာသားဖြစ်ဆရာတွေလောင်ပြောင်ဆရာတွေမဖြစ်ဖို့လိုရတယ်ပေါ့ကိုတွေဟိုအိမ်ဝင်ကလေးလောက်တော့မယ်ဟိုမြုပ်ယုံကြည်သူတွေကိုခေါ်သွားတော့မယ်ဆိုရင်ပေါ့နော်တေးသေးချာချာကိုယ့်ဘက်ကပေါ့နော်ပြင်ဆင်ဖို့လိုအပ်တယ်အဲ့လိုပေါ့နော်ဆရာတွေနဲ့တေးသေးချာကိုနားမလည်ဆိုတဲ့နှုတ်ကပတ်တော်နဲ့သွားတဲ့ပေါ့နော်လူတွေပေါ်မှာတေးသေးချာချာပေါ့နော်ပြောပြီးတော့မှပေါ့နော်နှုတ်ကပတ်တော်ကိုနည်းနည်းလေးနားလေတော့မှအသင်းတော်ကိုခေါ်သွားရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ညီမတို့အသက်တာမှာအေးဝင်ကလေးအရင်ဆုံးပေါ့နော်နည်းနည်းလေးမပြောဘဲနဲ့ခါတဲ့ရုံရင်ခတ်တဲ့နေရာတွေမှာသွားတဲ့အခါမှာသူတို့ရဲ့ဟိုဟာမှာမထီမဲ့မြင်ပြုစရာတွေဖြစ်သွားပြီးတော့ပေါ့နော်ဟဲ့ဘာကြီးလဲဟာဟိုကလပ်လိုဟိုဗာလဲဟိုသူတို့ပြောနေကြတမျိုးပေါ့နော်အဲ့လိုမျိုးပုံစံလိုမျိုးမဖြစ်ဖို့ပေါ့နော်ဖခင်ရဲ့ဘုန်းတော်ကိုမရှုံချဖို့ပေါ့နော်ဖခင်ရဲ့ဘုန်းတော်နဲ့မတို့အသက်တာမှာသွားဖို့ပေါ့နော်ဒီဟာလေးအဖြစ်ပေါ့နော်ရောက်ယေရှုတင်တယ်မို့ကိုယ့်ရဲ့အသက်တာမှာဟောငါတို့အရင်ကသွားခဲ့တာမှာကိုယ့်အတွက်ကဘယ်လိုမျိုးဖြစ်တယ်ဆိုတာဟာသားဖြစ်ပြီးတော့အဲ့နေရာနေပြီးတော့ဖခင်သမီးကိုမြန်လေးအဲ့ကက်မြန်ပြီးပါစေဆိုတဲ့အရာမျိုးပေါ့နော်အဲ့လိုမျိုးခံစားခဲ့ရတယ်ပေါ့အခြားသောဘာသာစကားတော့ကျမတို့အသက်တာမှာပေါ့နော်ပိုဟေ့နားလေနိုင်ဖို့ပေါ့နော်သူများတကာကိုပြောတဲ့အခါမှာလဲတေးသေးချာချာနှုတ်ကပတ်တော်နဲ့နော်တေးသေးချာချာပြောတတ်ဖို့လိုအပ်တယ်ဆိုတဲ့အရာကိုပေါ့နော်ဒီအားဖြင့်ဖခင်ကိုလည်းကျေးဇူးတင်တယ်သူအခြားသောဘာသာစကားကိုနားလေဖို့ကိုလည်းဖခင်ဟိုကိုကျို့လည်းကျေးဇူးတင်တယ်ပေါ့နော်ကျမတို့ရှင်းပြပေးတဲ့တရှင်တော်ဝိညာဉ်တော်ဖခင်ကိုလည်းအထူးသဖြင့်ပေါ့နော်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့အာမင်အာမင်ကျေးဇူးတင်ပါတယ်မကျူးအနေနဲ့တစ်ချက်လောက်နော်ဖော်ပြပေးပြီးတော့မှကျွန်တော်တို့အစီအစဉ်ကိုလည်းတစ်ခါတည်းအဆုံးသတ်ဆုတောင်းပေးဖို့အတွက်မေတ္တာရက်ခံခြင်းနဲ့နော်မကျူးကိုကျွန်တော်ထွက်တော့မယ်နော်ကျွန်တော်ကိစ္စရင်းနေရှိလို့ပေါ့နော်ဟုတ်ကဲ့ကောင်းပါပြီညီကိုကောင်းပါပြီကောင်းပါပြီဟုတ်ကဲ့ညီမတို့ဒီနေ့အခြားသောဘာသာစကားနဲ့ပတ်သက်ပြီးတော့အများကြီးတော့ပြောစရာမရှိဘူးပေါ့နော်ပြောစရာမရှိဘူးဒါပေမဲ့ဘာပြောချင်လဲဆိုတော့နားလည်လိုက်တာကတော့ဒီဟာဖျားသခင်နဲ့ဆက်သွယ်တဲ့ sign တစ်ခုပဲပေါ့နော်sign တစ်ခုပဲကိုနဲ့ဖျားသခင်နဲ့အထူးသဖြင့်တော့အခု online မှာလည်းပြန့်တယ်နော်မယုံကြည်သူတွေဆိုလို့ရှိရင်အဲ့ဒါဟိုဆရာတယောက်ကလေကောင်မလေးတွေခက်ငယ်ငယ်လေးတွေပဲကောင်မလေးအဲ့ဗီဒီယိုဖိုင်တက်နေပေါ့နော်ဆိုတော့တကယ်ကိုရုပ်ပြစင်းပြဖြစ်တယ်လေနော်ဒီဟာကြီးတွေကဟိုတကယ်ပဲသူတို့ဒီခုနကကိုကျွန်ပြောဆိုညီမယုံကြည်ထားတဲ့အရာတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါပါလဲဆိုရင်ညီမတို့ကယေရှုကိုယုံကြည်လက်ခံထားတဲ့သူတွေညီမတို့ထဲထဲမှာတန်ရှင်းသောဉာဏ်တော်ကစိတ်ရန်အဖြစ်ရှိနေပြီးပြီဒါကြောင့်မလို့ကိုကအခွင့်မပေးဘူးကိုကမဖိတ်ခေါ်ဘူးဆိုရင်နောက်ထပ်နော်ဟိုဒီဝိညာဉ်ဆိုးဆိုတာလုံးဝမကန့်လာနိုင်ဘူးသိချတယ်ဒါကြောင့်မို့ညီမရဲ့အသက်တာထဲမှာလုံးဝယုံကြည်စိတ်ချတယ်ဖျားသခင်ရဲ့တန်နှုံးရင်တော့စိတ်ရန်အဖြစ်ပေးထားတာဖြစ်တဲ့အတွက်ဘယ်လိုပြောမလဲလူတွေပြောတဲ့တရေတွေတစေတွေနတ်ဆိုးတွေဒါတွေကညီမတို့ကလုံးဝမနှောက်ယှက်နိုင်ကိုအခွင့်မပေးမချင်းဘူးနော်ကိုကတော့သူတို့ကိုကြိုးစိုးမယ်အခွင့်ပေးမယ်ဆိုရင်သိချတယ်အဲ့ဒါကတော့လှုပ်ရှားမှာပဲလေနော်ဒါကြောင့်မို့ညီမတို့အသက်တာထဲမှာဘာလို့ဆိုရင်ယေရှုရဲ့အသွေးတော်နဲ့ရွေးဝယ်ထားတဲ့ညီမတို့ရဲ့အသက်တာထဲမှာတန်ရှင်းသောဝိညာဉ်တော်ကအထဲထဲမှာစိတ်ရန်အဖြစ်ရှိနေပြီးမှတော့အခြားရာမလိုဘူးလေနော်ဒါကြောင့်မလို့ other time ဆိုတာလည်းဒီကနေ့ကြားဘူးတာတော့အများကြီးတော့နားမလည်ဘူးမဲ့ sign တစ်ခုပဲသိချတဲ့ကတိညင်းနဲ့လည်းမဆိုင်ဘူးပေါ့နော်သိချတယ်ဒါကြောင့်မလို့ဟိုဒီဟာကဘုရားသခင်ကနေကိုနဲ့ဘုရားသခင်နဲ့ဆက်သွယ်တဲ့ sign တစ်ခုပဲဖြစ်တယ်ဒါကြောင့်ပြောနိုင်သည်ဖြစ်စေမပြောနိုင်သည်ဖြစ်စေတိတ်တော့လေဟိုအရန်ကြီးအရေးပါမှာညီမတို့ဆိုရင်အရင်တော့ဆိုရင်တွားဘူးလေနော်တွားတဲ့ခါမှာအတေးသူတို့တွေကောင်းမလက်တဲ့ဆူတောင်းပြောတာတွေကြားတယ်ကိုရီဆိုအဲ့ဒါတွေကြားပြီးတဲ့အခါမှာနည်းနည်းစိတ်ထဲမှာအဲ့လိုမျိုးလေးဘဝင်မကြဘူးလေနော်အဲ့လိုမျိုးလေးတော့ရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့အာသာတနဲ့ပတ်သက်ပြီးတော့အများကြီးနားမလည်ပြီးပဲသိချတာတော့ဘုရားသခင်နဲ့ကိုယ်နဲ့ဆက်သွယ်တဲ့ sign တစ်ခုပဲဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးပြောချင်တယ်ဘုရားသခင်ကလည်းအထူးပဲကျေးဇူးနဲ့ချီးမွမ်းစရာရှိပါတယ်ဘာလို့လဲကိုကျွန်တော်ဆိုရင်ဆက်ဆံမဲ့နဲ့တွားနေတယ်စစ်မှန်တဲ့နှုတ်ကပတ်တော်ကိုကိုယ်တိုင်ခံယူတည်တာမကအခုလိုမျိုးကိုယ်နဲ့ဆက်ဆိုင်တဲ့သူတွေကိုပြန်ပြီးတော့မှဒါကတော့ဟိုပြန်သူများကိုပြန်တိုက်ခိုက်ဖို့ထက်ကိုယ်တိုင်က
သူများအညာမခံရဖို့ကိုယ်တိုင်နှုတ်ကပတ်တော်နဲ့အသက်ရှင်ရှောက်လန်းမှုကိုယ်တိုင်ဝင်ငှတဲ့အခါမှာလည်းကိုယ့်အထင်အမြင်နဲ့မဟုတ်ဘဲနှုတ်ကပတ်တော်နဲ့တေချာချပြတဲ့ဒီလိုဆရာသမားတွေနဲ့ဘုရားသခင်ကတွေ့ဆုံဝင်မိသားရပွဲခွင့်ပေးကြည့်တာမကနှုတ်ကပတ်တော်ခံယူရတယ်ပေါ့နော်အဲ့ဒီတော့ဘုရားသခင်ကအရင်မကျေးဇူးတင်ရရှိပါတယ်လို့ဒီနေ့ဒီကာလကအသင်းတော်တွေများတယ်ရန်ကုန်မှာဆိုပို့ဆိုတယ်လေနော်ဟိုတစုဒီစုအသင်းတော်လေးတွေအများကြီးရှိတယ်အားလုံးကပြောနေကြတာပဲဒါပေမဲ့အဲ့ထဲမှာမှကိုကအညာမခံမိဖို့ထက်ဘုရားသခင်ရဲ့စစ်မှန်တဲ့နှုတ်ကပတ်တော်ကိုကိုယ်တိုင်ခံယူတတ်ဖို့ပြီးရင်တကယ်ကိုယ်နဲ့နှိစက်သက်သူလည်းပြန်လဲတက်သေးခံတတ်ဖို့ရလိုအပ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့အာသာတက်နဲ့ပတ်သက်ပြီးတော့မှဘုရားသခင်ကိုကျေးဇူးတင်တယ်ကိုကျွန်းလည်းကျေးဇူးတင်ပါတယ်လို့ဘုရားသခင်သား၍အသုံးပြုပါစေလို့ဆုတောင်းလိုပါတယ်ပေါ့နော်ဟုတ်အဲ့ဆိုရင်ညီမပဲအဆုံးသတ်ဆုတောင်းရမှာလားကိုကျွန်းဟုတ်ကဲ့ဆုတောင်းခြင်းများရှိအောင်မသိဘူးနော်ကောင်းခြင်းနေရတော့ခိုင်းကျွန်တော်တောင်းချက်တင်ပြတဲ့အတိုင်းအဲ့ဒီဟိုစစ်ပြေးဒီအတွက်လို့နော်ဟုတ်ကဲ့ကိုကျွန်တော်တခုမေးပြစီဟိုဆယ်မြေကဒီမိထဲမှာကျမ်းမာရေးအခြေအနေโอเคသူအခုမဲဆောက်ဘက်ကိုရောက်လာလားမသိဘူးเนาะပုံတွေ့လိုက်တယ်တက်ချီလေးပဲရောက်တက်ချီလေးပဲเนาะကျမ်းမာရေးမျက်စိအခြေအနေမျက်စိခွဲဖို့သူအစီအစဉ်မဆွဲဘူးလားမသိဘူးဗျာနော်သူတင်တန်းနေလောက်ထားတာတန်းစီနေသူရန်ကုန်ရောက်တာနဲ့သူတန်းပြီးတော့တောက်လျှောက်ထွက်မှာဆိုတော့ကျွန်တော်လည်းမသိသေးသူပြန်လာမှမသိတော့မှလို့ဖြစ်နေတယ်ဟုတ်သူမျက်စိတွေ့လဲစစ်တောင်းဖို့ပါဟုတ်ကဲ့အဲ့ဆိုရင်စစ်တောင်းချက်မရှိတော့ဆိုရင်တော့အတူတူကစစ်တောင်းရအောင်နော်အသက်ရှင်ကောင်းမြတ်တော်မူသောအဖဖျားကိုရဲ့နာမတော်ကိုချီးမွမ်းပါတယ်ယနေ့နှုတ်ကပတ်တော်အတူတူလေ့လာခွင့်ရပြန်တော့ကြောင့်ကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါတယ်ဘုရားသခင်ဒီနေ့အထူးပဲကျေးဇူးတင်တယ်ဘုရားသခင်ကျေးဇူးပြုမှားစာခြင်းကြောင့်နားလေသမီးတို့ဒီတကယ်ပဲနှုတ်ကပတ်တော်အစစ်မှန်ကိုလေ့လာခွင့်ရပါတယ်နားထောင်ရပါတယ်ခံယူရပါတယ်ဒါကြောင့်မလို့ဆက်လက်ပြီးတော့မှဒီနေ့ကိုကျွန်တော်လည်းတာ၍အသုံးပြုပါဘုရားသခင်တာ၍ကောင်းချီးပေးပါဒီကနေ့တကယ်ပဲအေလိယရဲ့ဗိသိက်နှစ်ဆဒီအေလိရှေခံရတဲ့ကဲ့သို့ဒီနေ့ဆက်ဆက်မြေပေါ်မှာကိုဗိသိက်ဒီတိုင်းပဲကိုချုံကလည်းနှစ်ဆသောဗိသိက်တို့ကိုနဲ့တာ၍ကောင်းချီးပေးလျက်အသုံးပြုပါမိအကြောင်းယေရှုဖျားနာမ၌ကောင်းချီးပေးပါတယ်ဒီနေ့ဇနီးတဲ့သားသမီးတယောက်ချင်းဆိုင်ပေါ်မှာလည်းကိုဖျားလက်တော်စံတမ်းမှာတကယ်ပဲဖျားရဲ့ဘုန်းထင်ရှားတဲ့အိမ်တော်မိသားစုဖျားခင်တကယ်ပဲဖျားခင်ကောင်းကြီးမင်္ဂလာအဖျားပြန်နဲ့ပြည့်စုံတဲ့အိမ်တော်မိသားစုဖျားပါမိအကြောင်းကိုလက်တော်ထဲမှာဆုတောင်းလို့ဆက်ဆက်မြတ်အတွက်လည်းအထူးဆုတောင်းပါတယ်ယခုလည်းသာသနာခီးရောက်ရှိနေပါတယ်ဘုရားသခင်တကြောင်လို့ဆရာဘုရားသခင်တာ၍ကောင်းချီးပေးပါခန္ဓာကျမ်းမာခြင်းရှိစေပါအင်းနဲ့တွေ့ရဒီခန္ဓာမှာရှိမျက်စိခွဲဆက်ရမယ်လို့သူတို့တော့သိထားပေမဲ့ဘုရားသခင်ဒီနေ့ဘုရားအမှုတော်မြတ်ထဲမှာသူဒီကပဲမလျှော့သောဇွဲလုံးလာနဲ့ဘုရားအသုံးပြုရရှိတည်တိုင်းဘုရားသခင်အစမ်းတရှိတည်တိုင်းသူဒီအစေခံလျက်ရှိပါတယ်ဒါကြောင့်မလို့ဘုရားသခင်ဆရာကိုကောင်းချီးပေးပါဒီမျက်စိခွဲစိတ်မဲ့အမှုရာပေါ်မှာလည်းကိုဘုရားလက်တော်ဆန့်တမ်းမှာမိသားဆက်ဆံရဲ့ခန္ဓာကျမ်းမာခြင်းအတွက်အထူးပဲဆုတောင်းပါတယ်အဖဖေဒီနေ့ဒီမှာရှိရဆရာလည်းဆုတောင်းရတင်ပါတယ်ဆရာတို့ရွာလေးယုံကြည်သူများတစုနေထိုင်တဲ့ရွာလေးတကယ်ပဲကိုရောဖေကွယ်ကာပြီးတော့မောပါမဆတော်မူပါဒီကနေ့သူတို့ဒီမြင်ရပါတယ်သတင်းတွေမှာဖြက်စီးခြင်းအမျိုးမျိုးတွေနဲ့မိရှုဖြက်စီးခြင်းတွေဘုံချခြင်းတွေအမျိုးမျိုးကြားရပါတယ်မြင်ရပါတယ်ဒီရွာလေးပေါ်မှာလည်းကိုရောဖျားလက်တော်ဆန့်တမ်းမှာကိုရောဒီနေ့သမီးမျှော်ကြည့်ရတာကိုရောပဲရှိပါတယ်အခြားဘာမှမတတ်နိုင်ပါဒါကြောင့်မလို့ထိုဒီနေ့ဆရာပြောတဲ့ရွာလေးမှာလုံးဝစစ်ပေးကင်းပြီးတော့မှရွာလေးအေးချမ်းရှိပြီးငယ်ပဲဖျားခင်ရွာမှာရှိယုံကြည်သူများလည်းပြန်လဲပြီးတစုတဝေးနဲ့နေထိုင်ရဖို့တစုတဝေးနဲ့ပြန်လဲနေထိုင်ခြင်းဖျားရဲ့ကျေးဇူးချီးမွမ်းရဖို့ဖျားခင်မဆာကောင်းချီးပေးပါမိကြောင်ထိုရွာလေးနဲ့တော့ရွာသူရွာသားအားလုံးကိုရှိရနေမှာဖျားကောင်းချီးပေးပါကျမ်းမာခြင်းရှိစေပါလွယ်စီရများကိုလည်းမဆာထောက်ပံ့ပါမိကြောင်ဆုတောင်းပါတယ်ဒီနေ့ကိုသူရအတွက်ကိုစလိုင်းတို့အတွက်လည်းဆုတောင်းပါတယ်ကိုသူရလည်းရှိနေမှာဖျားကောင်းချီးပေးပါသူနဲ့ဆက်ဆိုင်တဲ့မိသားစုပေါ်မှာလည်းကိုလက်တော်ဆက်တမ်းမှာငါနဲ့ငါ့အိမ်သားဖြစ်နေထာဝရဘုရားကိုကိုယ်ကွယ်မဲဆိုတဲ့အတိုင်းပဲဖျား
သခင်ကိုသူရတယောက်တည်းပဲယေရှုဖျားကိုယုံကြည်တာမဟုတ်ဘဲနဲ့ဇနီးတဲ့ဒီနေ့မိသားစုအားလုံးဒီတစိတ်တဲ့သဘောတဝိညာဉ်နဲ့ကိုရောကိုတလုံးတော့ဝတ်ပြုကိုးကွယ်ရပါမိကြောင်းကိုရောကောင်းချီးပေးဖို့ဆုတောင်းပါတယ်မဗျာဒီနေ့ဒီကိုစလိုင်းတို့ဒီမှာ happy တို့မိသားစုပေါ်မှာလည်းလက်တော်ဆန့်တန်းလည်းကိုစလိုင်းလည်းတာရကောင်းချီးပေးပါအဖဗျာဒီနေ့ lucky တို့ဟေမာတို့ပြီးတော့မှဗျာသခင်ဒီနေ့အန်နီတဲတို့ဒီမှာရှင်ညီမငယ်မောင်လေးဒီအကိုရီအမတွေအရောက်ချင်းစီတိုင်းပေါ်မှာဒီနေ့ zoom အားဖြင့်မိသားရဖွဲ့တော့သူအားလုံးတို့ပေါ်မှာကိုရောဗျာလက်တော်ဆန့်တန်းလျက်ဒီနေ့တကယ်ပဲစစ်မှန်တဲ့နှုတ်ဘတ်တော်ခံယူတော့သူတို့တတ်တာထဲမှာအရာရာကိုတာ၍ဘုရားသခင်ဖွင့်ပြခြင်းအပြင်ကောင်းစွာပိုင်းခြားနားလည်သဘောပေါက်ပြီးတော့မှကိုတီဆောက်လျက်ကိုနဲ့ဆက်ဆိုင်သောသူများကိုလည်းစစ်မှန်တဲ့နှုတ်ဘတ်တော်နဲ့တီဆောက်ပေးနိုင်သောသူများဖြစ်ရပါမိအကြောင်းကိုရောဘုရားကောင်းချီးပေးဖို့ဆုတောင်းပါတယ်ယေရှုတင်ပါတယ်ဒီနေ့အတွက်ချီးမွမ်းတဲ့ internet line တွေကောင်းမွန်စွာနဲ့နှုတ်ဘတ်တော်ကိုရှင်းလင်းစွာခံယူခွင့်ရလို့ယေရှုတင်နဲ့လာမယ့်နေ့ဒီမှာလည်းဘုရားသခင်တာ၍ဖွင့်ပြပါမိအကြောင်းဆုတောင်းလို့ကိုကျုံကိုလည်းတာ၍ကောင်းချီးပေးလျက်အသုံးပြုဖို့လက်တော်ထဲမှာအနေနဲ့ယေရှုတော်ကြီးပါတယ်လို့ဝန်ခံချီးမွမ်းပြီးဆုတောင်းကြသည်ကယေရှုဖျားနာမ၌ဆုတောင်းပါ၏အာမင်အာမင်ကျေးဇူးတင်ပါတယ်နော်ဆုတောင်းပေးတဲ့ဗဂျုပေါ်မှာလည်းဘုရားရှင်ကောင်းချီးပေးပါစေပါဝင်ကြတဲ့သူတွေအားလုံးလည်းဘုရားရှင်ကောင်းချီးပေးပါစေအချိန်နဲ့တော်တော်လေးနောက်ကျ